ဒီလောက်အထိရုံမာပြီးအဆက်မရှိတဲ့မိသားစုမျိုးကိုတင်ရောမြင်ဘူးရဲ့လားကိုယ်တိုင်လည်းတပြားမှမကူညီခဲ့ပဲသူတစ်ပါးချွေးနှဲစာနဲ့ဝယ်ထားတဲ့ဆက်လက်အသစ်ဆက်နှစ်စီးကိုအတင်းအဓမ္မလူယူဖို့စူးစမ်းနေကြတာပါဒါတွေမကသေးဘူးမွေးဖေဖေရင်းကပါရန်သူတွေနဲ့ပေါင်းပြီးကိုသားရင်းကိုဒူးထောက်ခိုင်းတဲ့အထိရက်ဆက်နေတဲ့အခါမှာတော့တရွာလုံးကလူတွေပါဒေါသချောင်းချောင်းထွက်ကုန်ကြပါတော့တယ်ဒါပေမဲ့ဒီလိုဆိုးဝါးတဲ့အခြေအနေတွေမဖြစ်ခင်မှာဘာတွေရှိခဲ့တယ်လဲဆိုတာကိုသိရင်တင်ပို့ပြီးအံ့ဩသွားပါလိမ့်မယ်တကယ်တော့နွားပရီလို့ခေါ်တဲ့ဒီလူငယ်လေးဟာပင်လယ်ပြင်မှာအသက်ဆုံးပြီးရှာဖွေခဲ့တဲ့ရတနာတွေကြောင့်အခုဆိုရင်အင်ဂျင်အသစ်ဆက်နဲ့ငါးဖမ်းဆက်လက်ကြီးနှစ်စီးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီသူ့ရဲ့ချစ်သူကောင်းမလေးဖြစ်တဲ့ကြံကြံကလည်းဒီဆက်လက်ကြီးတွေကိုကြည့်ပြီးအယမ်းကိုပျော်ရွှင်နေခဲ့တာပါဒါပေမဲ့အမြဲတမ်းနှိမ်ချခြင်းခံခဲ့ရတဲ့ပရီတယောက်အခုလိုချမ်းသာလာလိမ့်မယ်လို့ဘယ်သူကထင်ထားပါမလဲပရီရဲ့အဖေဖြစ်သူကတော့ဒီဆက်လက်တွေရဲ့တန်ဖိုးကအနည်းဆုံးငွေ2000လောက်ရှိတာမို့ပရီကိုငွေတွေဘဲကရတယ်လဲဆိုပြီးတန်တရားမျက်လုံးတွေနဲ့လာမေးပါတော့တယ်ဘရီကလည်းသူ့အဖေစီကချေးထားတဲ့ငွေ9000ကိုအိတ်ထဲကနေထုတ်ပြီးပြန်ပေးလိုက်ပါတယ်အမှန်တော့သူဟာရှားပါတဲ့ပင်လယ်တန်းကြောက်တန်းကိုရောင်းချခဲ့ရတယ်လို့ရွှေငါးကြီးကိုဖမ်းမိလို့စုချေးငွေတွေအများကြီးရရှိခဲ့တာကြောင့်ဒီဆက်လက်တွေကိုကိုပိုင်ငွေနဲ့ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုအောင်မြင်သွားတဲ့ပရီကိုကြည့်ပြီးကြံကြံကသူချမ်းသာလို့ငါသူ့နောက်လိုက်ခဲ့တာမဟုတ်ဘူးသူဆင်းရဲရင်လည်းအတူတူရုန်းကန်ဖို့အစင်တင်မဲ့ဆိုပြီးပရီအပေါ်ထားတဲ့သူမရဲ့စစ်မှန်တဲ့အချစ်တွေကိုရွာသားတွေရှေ့မှာတက်တည်ပြလိုက်ပါတယ်ပရီလည်းအရန်ကိုစိတ်လှုပ်ရှားသွားပြီးသူမရဲ့လက်ကိုတင်းတင်းဆုပ်ကန်ကတစ်သက်လုံးစောင့်ရှောက်သွားမယ်လို့ခရီးပေးလိုက်တဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့ပြဿနာကြီးတစ်ခုရောက်ရှိလာပါတော့တယ်ပရီကိုအမြဲတမ်းနှိပ်စက်ချင်နေတဲ့မိထွေးဖြစ်သူနဲ့မတန်ဆွမ်းလဲပေါ်ကဒါကွီတို့ဟာရွာသားတွေကိုဥဆောင်ပြီးစိတ်ကန်းကိုရောက်လာကြပါတယ်သူတို့ကဒီလောက်ဆင်းရဲတဲ့ကောင်ကဒီဆက်လေတွေကိုဘဲကပတ်စံနဲ့ဝယ်လာလဲတခိုးပဲဖြစ်ရမယ်ရဲခေါ်ပြီးဖမ်းခိုင်းလိုက်ဆိုပြီးအော်ဟစ်ဆူပူကြပါတော့တယ်ဒါပေမဲ့သူတို့ရဲ့တကယ့်ရည်ရွယ်ချက်ကရဲဖမ်းမှုမဟုတ်ပဲဒီဆက်လေနှစ်စီးကိုအပိုင်စီးချင်နေကြတာပါအရှက်မရှိတဲ့မိထွေးနဲ့သူ့ယောက်ျားဟာပရီရဲ့ဆက်လေပေါ်ကိုအတင်းတက်လာပြီးဒီဆက်လေတွေဟာသူတို့ပိုင်တာဖြစ်လို့ချက်ချင်းဖယ်ပေးဖို့အော်ဟစ်ပါတော့တယ်ဘရီကဒေါသကြီးနဲ့ဘာလို့ခမားတို့ပိုင်ရမှာလဲလို့မေးတဲ့အခါမှာတော့မိထွေးဖြစ်သူကဒါကွီကိုထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက်ရော်ကြီးအနေနဲ့ဒီဆက်လေတွေကိုပေးရမယ်လို့အတမတ်တောင်းဆိုပါတော့တယ်အခြေအနေတွေပိုဆိုးသွားတာကပြီးခဲ့တဲ့ညကလည်းသူတို့အိမ်ထိလာရောက်တောင်းကျမ်းလို့အဖေဖြစ်သူကငွေ1000ရော်ပေးခဲ့ရပါသေးတယ်ဒါနဲ့မကပဲသူတို့ရဲ့ပယောဂကြောင့်ဘရီရဲ့ဆက်လေဟောင်းကြီးပောက်ကွဲပျက်စီးခဲ့ရတာကိုတောင်အခုလိုရော်ကြီးထက်တောင်းနေတာမို့ဘရီတယောက်ဒေါသတွေအလိမ့်လိမ့်ထွက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲဘရီရဲ့အဖေရင်းကငါကမင်းရဲ့အဖေရင်းပဲငါကျေးဇူးကိုဆက်တဲ့အနေနဲ့ဒီဆက်လေတစ်စီးကိုငါ့ကိုပေးပြီးတားအဖအဖြစ်ကနေအပြီးပြက်လမ်းခွဲလိုက်နောက်တစ်စီးကိုတော့ဒါကွီကိုရော်ပေးလိုက်ဆိုပြီးတားဖြစ်သူကိုဒူးထောက်ခိုင်းကချင်းချောက်ပါတော့တယ်ကိုဖေရင်စီကဒီလိုစကားမျိုးကြားလိုက်ရတဲ့ပရီရဲ့ရင်ထဲမှာဘလောက်တောင်နာကျင်သွားရမလဲကံကောင်းစွာနဲ့ပဲရွာလူကြီးကရောက်လာပြီးတော်ကြတော့တရွာလုံးစောင့်ကြည့်နေတဲ့ဆိုပြီးကြားဝင်ဖြန့်ဖြေပေးခဲ့ပါတယ်ရွာလူကြီးကပရီဟာဒီမိသားစုအတွက်နှစ်ပေါင်းများစွာဘလောက်တောင်အလုပ်ကျွေးပြုခဲ့ပြီးဒုက္ခခံခဲ့ရတယ်လဲဆိုတာတရွာလုံးအတိပဲလို့ပြောပြီးရွာသားတွေရဲ့ဆန္ဒမဲနဲ့ဆုံးဖြတ်ဖို့တောင်းဆိုလိုက်ပါတယ်ရွာလူကြီးကပရီဟာသူ့အဖေကိုဆက်လေအစ်စ်တစည်းရော်ပေးဖို့လိုအပ်တယ်လို့ထင်တဲ့လူတွေလက်ညှိုးထောင်ပါလို့မေးတဲ့အခါမှာတော့မိထွေးနဲ့အဖေဖြစ်သူအပါအဝင်လူတစုပဲလက်ထောင်ကြပါတယ်ဒါပေမဲ့ပရီဟာသူ့ရဲ့ကျေးဇူးတွေကိုအကျွေးမကြံဆက်ပြီးမို့ဘာမှပေးစရာမလိုဘူးလို့ထင်တဲ့သူတွေလက်ထောင်ခိုင်းတဲ့အခါမှာတော့ကြံကြံအပါအဝင်တရွာလုံးကလူတွေကလက်နှစ်ဖက်လုံးမြောက်ပြီးပရီဘက်ကနေရက်တီပေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့ရွာလူကြီးကပရီဟာဘာမှရော်ပေးစရာမလိုပဲတားအဖဖြစ်ကနေအပြီးတိုင်ပြက်ဆဲသွားပြီလို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့အဆက်မရှိတဲ့မိထွေးဖြစ်သူကတော့မကျေနပ်နိုင်ပဲဒါဆိုရင်ငါသားဒါကွီအတွက်ရော်ကြီးငွေ1000ချက်ချင်းပေးဆိုပြီးထက်မှန်အော်ဟစ်တောင်းချမ်းရင်ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်မင်းတို့ညက်လို့ဖြစ်တာငါနဲ့ပါဆိုင်လဲတင်မောကိုဘုံခွဲဖို့လဲငါမခိုင်းခဲ့ဘူးလို့လူအများရှိမှအော်ဟစ်ပြီးကိုယ့်အဖြစ်ကိုဝန်ခံလိုက်ရတဲ့ဒီလူဟာဘလို့တောင်အကွက်စင်အဖမ်းခံလိုက်ရတာလဲဇလန်းအစမှာတော့ဘီတက်ကလထိုင်ပေါ်ကချန်နာကွေးကသူ့တက်တက်လုံးဒုက္ခိတဖြစ်သွားပြီးမို့နွားရှိစီကနေငွေ1000ဒါမှမဟုတ်တင်မောတစီရော်ကြီးပေးဖို့ရွာသားတွေနဲ့ပေါင်းပြီးအကြက်ကင်နေပါတယ်ဒါပေမဲ့နွားရှိကတော့လုံးဝအရှုံမပေးပဲချန်နာကွေးဟာဒုက္ခိတဟန်ဆောင်နေတာဖြစ်ပြီးပင်လယ်ဓာတ်ပြဂိုင်းစတာကွေးတို့ပြောင်းနေပူပေါင်းပြီးသူ့ငါးတွေကိုလူရက်ကရောက်ခတ်မတင်မောကိုပါဖျက်ဆီးခဲ့တာလို့လူပုံလဲမှာဖော်ထုတ်လိုက်ပါတယ်ချန်နာကွေးကတက်သေးမရှိဘူးလို့ညင်းဆိုနေချိန်မှာနွားရှိကကွေးထိုပြောင်းဟာမတည်သေးပဲကြောက်ဆောင်ကူထဲမှာပုံနေတယ်လို့ပြောလိုက်တဲ့အခါချန်နာကွေးကကွေးထိုပြောင်းကတည်သွားပြီမဟုတ်ဘူးလားဘလို့တက်သေးလုံးမှလဲဆိုပြီးမစင်မချင်းလှုပ်ခနဲပြောမိသွားပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုဖမ်းမိသွားတဲ့နွားရှိကရွာသားအားလုံးကိုခေါ်ပြီးတက်သေးသွားရှာဖို့ကူစီကိုထွက်ခဲ့ကြပါတော့တယ်လမ်းမှာချန်နာကွေးကဘိုင်းနာလို့အိမ်သာသွားကျင်တယ်ဆိုပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ရွာသားတွေကကလထိုင်ပေါ်မှာပဲကိစ္စရှင်းလိုက်ဖင်ပါဆေးပေးမယ်လို့ရေမောပြီးအတင်းတဲသွားကြပါတယ်တကယ်တော့ဒါတွေအားလုံးဟာနွားရှင်းနဲ့သူ့ချစ်သူကြမ်းကြမ်းတို့ကြိုတင်စီစဉ်ထားတဲ့ပြဆက်တစ်ခုဖြစ်ပြီးချန်နာကွေးလိုကောင်မျိုးကိုအမြင့်ပြတ်ချေမှုဖို့အကွက်ဆင်ထားတာပါသူတို့ကူဝါကိုရောက်တဲ့အခါနွားရှိကကွေးထိုပြောင်းကိုအရင်ဆုံးဖမ်းမိတဲ့သူကိုစုကြီးငွေ300ပေးမယ်လို့ကြေညာပြီးရွာသားတွေကိုမြှောက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဂူထဲကနေဘသူမှဝင်မလာနဲ့ဝင်လာရင်ပြစ်တက်မယ်ဆိုတဲ့ကွေးထိုပြောင်းရဲ့ချင်းချောက်တန်ထွက်လာတာကြောင့်ရွာသားတွေကြောက်လန့်သွားကြပါတယ်ဒါပေမဲ့ဒါဟာနွားရှိကိုယ်တိုင်ကူထဲကိုကြိုဝင်ပြီးအတန်တူးလောက်က6လက်နေတာဖြစ်ပြီးချမ်းချမ်းကလည်းအပြင်ကနေကွေးထိုပြောင်းမင်းကိုနွားရှိရဲ့တင်းမောကိုလူဖို့ချန်နာကွေးခိုင်းတာမလားလို့အော်မေးပြီးအကွက်ဆင်လိုက်ပါတယ်ဒီအခါမှာတော့အလန့်တကြားဖြစ်သွားတဲ့ချန်နာကွေးကငါမခိုင်းဘူးမင်းတို့ညက်လို့အဖမ်းခံရတာဆိုပြီးအော်ဟစ်ညင်းဆန်ရင်သူ့ရဲ့ပူပေါင်းကြံစီမှုကိုလူအများရှိမှကိုယ်တိုင်ဝန်ခံမိသွားပါတော့တယ်
နောက်ဆုံးမှာတော့ချန်နာကွေးကတက်သေးမရှိဘူးလို့ထပ်ညင်းပေမဲ့ဂူထဲကနွားရှိကငါတို့စကားပြောတော့ကအတန်ဖန်းဆက်နဲ့အတန်သွင်းထားတယ်လို့ထပ်မံခြောက်လန့်လိုက်တဲ့အခါငါတို့စကားပြောတာတော်ထဲမှာလေအခန်းထဲမှာမဟုတ်တာမင်းဘလို့အတန်သွင်းမလဲလို့အော်ပြောရင်းနဲ့ပဲသူ့ရဲ့လှုပ်ဝက်ချက်အားလုံးကိုကိုယ်တိုင်ဖော်ကောင်းလုပ်ပြီးစသိမ်းသွားရပါတော့တယ်ဒုက္ခိတလိုဟန်ဆောင်ပြီးလိမ်လေလက်ဖျားနေတဲ့လူလိမ်တယောက်ဟာလူအုပ်ကြားထဲကနေရုတ်တရက်ထွက်ပြေးသွားလိမ့်မယ်လို့ဘသူကထင်ထားမှလဲဒါပေမဲ့ဒီလူလိမ်ရဲ့လက်ကွက်တွေဟာဒီနေရာတင်ပြီးဆုံးသွားတာမဟုတ်ပါဘူးတကယ်တော့အားလုံးရဲ့ရှေ့မှာဘီတက်ကလထိုင်နဲ့တနာစရာကောင်းအောင်ဟန်ဆောင်နေတဲ့ချန်နာကွေဟာစကားအခြေတင်ပြောရင်းနဲ့မင်းငါကိုတောထဲမှာစကားပြောတော့ကအတန်ဖန်းဆက်ရှိနေစရာအကြောင်းမရှိဘူးဆိုပြီးသူ့ရဲ့လှုပ်ဝက်ချက်ကိုသူကိုယ်တိုင်ဦးကြောင်နဲ့ဖွင့်ပြောမိသွားပါတယ်ဒါကိုကြားလိုက်ရတဲ့ရွာသားတွေနဲ့မြူပါကြီးရဲ့ဇနီးဖြစ်သူကအမလေးတော်ရှင်ကစကားမပြောရသေးဘူးဆိုပြီးအခုတော့တောထဲမှာပြောခဲ့တာတွေကိုပါဝန်ခံလိုက်ပြီးပေါ့လေလို့လောင်ပြောင်လိုက်တဲ့အခါမှာတော့သူ့အဖေဖြစ်သူကဒေါသတကြီးနဲ့ပါရိုက်ပြီးဒီလောက်အတုံးမကျတဲ့ကောင်လို့အော်ဟစ်ဆဲဆိုပါတော့တယ်အခြေအနေတွေရှုပ်ထွေးသွားပြီးနောက်ရွာလူကြီးဖြစ်တဲ့အိုက်ကော်စုကတော့ကြတော့အခုတော့အမှန်တရားကပေါ်သွားပြီးချန်နာကွေဟာပင်လယ်ဓာပြတွေနဲ့ပူးပေါင်းပြီးမြူပါကြီးကိုဒုက္ခပေးခဲ့တယ်လို့အခုလည်းဒုက္ခိတလို့ဟန်ဆောင်ပြီးငွေညစ်ဖို့ကြံစီနေတာပဲလို့အော်ဟစ်ပြီးသူတို့ကိုဖမ်းဆီးဖို့ရွာသားတွေကိုအမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့အဖမ်းမခံချင်တဲ့ချန်နာကွေဟာကလထိုင်ပေါ်ကနေဝုန်းကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဟင်သူကလေဖြတ်နေတာမဟုတ်ဘူးလားငါထက်တောင်တွတ်လက်ပြေးနိုင်သေးတယ်လို့ရွာသားတွေအံ့ဩနေတော့မှပဲမြူပါကြီးကသူ့နောက်ကိုအပြေးလိုက်ပြီးတဲတောင်ပြင်ပေါ်မှာတခါတည်းလှဲသိပ်ဖမ်းဆီးလိုက်ပါတော့တယ်ချန်နာကွေရဲ့အမေဖြစ်သူကဒေါသတကြီးနဲ့မြူပါကြီးနင်ကဘာလို့ဒီလောက်ရုံမာတဲ့အကြံတွေတုံးရတာလဲလို့အော်ဟစ်တဲ့အခါမြူပါကြီးကငါကရုံမာတာလားနင်တို့ကပင်လယ်ဓာပြတွေနဲ့ပေါင်းပြီးငါရောက်ခမစီကငွေညစ်တုံးကကြတော့ဘသူကပိုရုံမာလဲလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်မြူပါကြီးဟာလိန်လေပြီးယူထားတဲ့ပတ်စံအိတ်ကိုတင်စီလိုက်ပြီးသူ့ရောက်ခမစီကညှိယူသွားတဲ့ငွေ1000ကိုပြန်လဲပေးအပ်လိုက်ကဒီအောင်ပွဲအတွက်တရွာလုံးကိုဝက်သားဟင်းနဲ့တီခင်းအခမ်းမယ်လို့ကြေညာလိုက်ပါတယ်သူဟာဆိုင်ကယ်နဲ့ဈေးကိုသွားပြီးဝက်သားပိတာချိန်အမြောက်များကိုဝယ်ယူခဲ့ပြီးရွာသားတွေအားလုံးကလည်းပျော်ရွှင်စွာနဲ့ဝက်သားအိုးကြီးကိုချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်အဲ့ဒီချိန်မှာရွာလူကြီးအိုက်ကော်စုကမြူပါကြီးကိုမြူပါကြီးမင်းလောက်တာဟာကျေးဇူးဆက်ယုံတယ်မဟုတ်ဘူးလူတို့ရဲ့ထောက်ခံမှုကိုပါရယူနိုင်တာပဲလူကြီးလူကောင်းတွေဟာလူတို့ရဲ့စိတ်နှလုံးကိုတိမ့်ပိုက်နိုင်မှအောင်မြင်မှုရတာလို့ချီးကျူးစကားပြောကြခဲ့ပါတယ်ဒါအပြင်သူတို့အပေါ်ရန်ညိုးမထားအောင်တောင်ပေါ်ကိုချန်နာကွေ့ကိုတည်ပေးခဲ့တဲ့လူ6ယောက်ကိုလည်းတယောက်ကို10ချက်စီပေးဖို့နဲ့နောက်ရန်သူတွေလာနောက်ဆက်ရင်တေချာပေါက်သတင်းပေးဖို့အတွက်လှုပ်ဝက်အစီအစဉ်တွေကိုပါစနစ်တကျချမှတ်လိုက်ပါတယ်နောက်ဆုံးမှာတော့တရွာလုံးပျော်ပပနဲ့ဝက်သားဟင်းကိုမြင်းရီရှက်ရီစားတော့ကြပြီးမြူပါကြီးရဲ့ရောက်ခမကလည်းလှေနှစင်းတွေကတစင်းကိုမြူပါကြီးကိုပေးအပ်ကအလုပ်တွေကိုအတူတူလုပ်ကင်ဖို့သဘောတူလိုက်ပါတော့တယ်မြူပါကြီးတယောက်လှေအစ်ကြီးပေါ်မှာလှဲလျောင်းရင်းနောက်ဆုံးတော့ငါလည်းစုပ်ပြတ်တက်နေတဲ့လေဟောင်းကြီးပေါ်မှာအိတ်စရာမလိုတော့ဘူးလို့ရင်ထဲကပျော်ရွှင်မှုတွေနဲ့အတူအနာဂတ်အတွက်စိတ်အေးလက်အေးရှိသွားပါတော့တယ်ဒီလူကသူ့ကိုချင်းချောက်နေတဲ့အရာရှိကြီးကိုတစ်ချက်တည်းနဲ့ဘဝပြတ်အောင်လုပ်ပစ်လိုက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးအရာရှိကြီးကသူ့တူရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့ပါရီကိုအာဏာသုံးပြီးမောက်မာနဲ့ချင်းချောက်ခဲ့တာပါဒါပေမဲ့သူမသိလိုက်တာကဒီလူငယ်လေးဟာတာမန်ထက်ပိုပြီးအကွက်စီလုံးနဲ့သူဖြစ်နေတာပါပဲဇလန်အစမှာတော့ပါရီနဲ့သူ့ချစ်သူဂျင်တို့ဟာလေကလေးတစ်စင်းပေါ်မှာချိုတာတဲ့အနာဂတ်အိမ်မက်တွေကိုပြောရင်းကြည်စဲနေခဲ့ကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စရာအချိန်လေးဟာကြမခံလိုက်ပါဘူးဂျင်ရဲ့ဦးလေးအိုက်ကော်ရောက်လာပြီးသူတို့နှစ်ယောက်လက်မထက်ရသေးပဲအတူတူရှိနေတာကိုမင်းတို့နှစ်ယောက်မင်္ဂလာမဆောင်ရသေးပဲဘာလို့အတူတူပူးကပ်နေကြတာလဲလူတွေမြင်ရင်အတင်းပြောလို့တေးလိုက်မယ်ဆိုပြီးစူပူချင်းမောင်းပါတော့တယ်ဂျင်ကသူတို့ဘာမှမလုပ်ပါဘူးလို့ညင်းပေမဲ့ဦးလေးဖြစ်သူကမယုံပဲပါရီကိုရဲစခန်းစီအမြန်သွားဖို့နှင်လွှတ်လိုက်ပါတယ်ပါရီဟာစခန်းမသွားခင်လှေကမ်းထဲကအတန်ဖန်းဆက်တစ်လုံးကိုအိတ်ထဲထည့်သွားခဲ့ပြီးဂျင်ကဘာလို့ယူသွားတာလဲမေးတဲ့အခါဒါကလူယုံမာတွေကိုကာကွယ်ဖို့ပဲလို့တိုးလေးပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့သူဟာဦးလေးအိုက်ကော်နဲ့အတူစခန်းစီကိုထွက်ခွာသွားခဲ့ပါတော့တယ်စခန်းကိုရောက်တဲ့အခါတပ်ဖွဲ့မှုပန်ရီကြီးကပါရီကိုပင်လယ်ဓာပြတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အခြေအနေကိုစစ်မေးပါတယ်ပါရီကပင်လယ်ဓာပြတွေသူ့လေကိုပိတ်ဆို့တိုက်ခိုက်လို့ပောက်ကွဲမှုဖြစ်ပြီးသူဟာလိပ်ပီလူကြီးတစ်ကောင်ရဲ့ကြောပေါ်စီးပြီးလွတ်မြောက်လာခဲ့တာလို့ပြောပြတဲ့အခါတပ်ဖွဲ့မှုကမယုံပေမဲ့ဦးလေးဖြစ်သူကတော့စိတ်ကန်းကလူတွေအကုန်လုံးမြင်မှုတယ်လို့ထောက်ခံပေးခဲ့ပါတယ်အဲ့ဒီနောက်ဓာပြတွေနဲ့ပူးပေါင်းခဲ့တဲ့ချန်နာကွေကိုဖမ်းဆီးထားချိန်မှာလူတပ်ဖွဲ့မှုမာယူကောင်ရောက်လာပြီးပါရီနဲ့တီးတန့်စကားပြောခွင့်တောင်းပါတယ်မာယူကောင်ဟာတူတူကိုအမှုကနေလွတ်ပေးဖို့ပါရီကိုဖျောင်းဖျဖို့စူးစမ်းပေမဲ့ပါရီကကျွန်တော်နွားတာကျွမ်းနေတောင်အမျိုးပြတ်သွားပြီးချန်နာကွေကကျွန်တော်ကိုတတ်ဖို့လုပ်ခဲ့တာသူ့ကိုထောင်ထဲပဲပို့ရမယ်လို့ပြက်သားသားညှင်းဆိုလိုက်ပါတယ်ပါရီရဲ့ညှင်းဆိုမှုကြောင့်ဒေါသထွက်သွားတဲ့မာယူကောင်ကအကောင်းပြောတော့နားထောင်ဆန်းမင်းမနာခံရင်ငါ့ကိုအပြစ်မတင်နဲ့မင်းကိုနှိပ်ဖို့ငါမှာနီးလန့်တွေအများကြီးရှိတယ်လို့မောက်မာစွာချင်းချောက်ပါတော့တယ်ပါရီကခမည်းကျွန်တော်ကိုချင်းချောက်နေတာလားလို့မေးတဲ့အခါမာယူကောင်ကဟုတ်တယ်မင်းမှာတက်တည်ရှိလို့လားငါမဟုတ်ဘူးလို့ညင်းရင်မင်းငါ့ကိုဘာလုပ်နိုင်မလဲလို့လောင်ပြောင်လိုက်ပါတယ်ပါရီဟာချက်ချင်းပဲအပြင်ကိုအော်ဟစ်ပြီးတပ်ဖွဲ့မှုပန်ရီကြီးကိုခေါ်လိုက်ပါတော့တယ်မာယူကောင်ကသူ့တူရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့ချင်းချောက်နေတယ်လို့တိုင်တန်းတဲ့အခါမာယူကောင်ကတော့သူဟာတူဖြစ်သူအတွက်တောင်းပန်ယုံတက်ပါလို့ဟန်ဆောင်ညင်းဆိုခဲ့ပါတယ်အဲ့ဒီချိန်မှာပဲပါရီဟာပြုံးလိုက်ပြီးသူ့အိတ်ထဲကအတန်ဖန်းဆက်ကိုထုတ်ယူလိုက်ပါတော့တယ်ပါရီကတက်တဲ့အဖြစ်အတန်ဖန်းဆက်ကိုဖွင့်လိုက်တဲ့အခါမာယူကောင်ကလူယူဖို့စူးစမ်းပေမဲ့ပါရီရဲ့အကန်ခံလိုက်ရပြီးလဲကျသွားပါတယ်ဆက်ထဲကနေမင်းမသဘောတူရင်မင်းကိုတက်ပစ်ဖို့ငါမှာနီလန့်တွေအများကြီးရှိတယ်ဆိုတဲ့မာယူကောင်ရဲ့ချင်းချောက်တန်တွေတလုံးမကြံထွက်လာတဲ့အတွက်တပ်ဖွဲ့မှုဟာ
ဒေါသထွက်သွားပြီးမာယူခေါင်ကိုဒုတပ်ဖွဲ့မှူးရာထူးကနေချက်ချင်းထုတ်ပယ်လိုက်ပါတယ်။ရာထူးပြုတ်ပြီးအိမ်ပြန်ရောက်လာတဲ့မာယူခေါင်ဟာဒေါသတကြီးနဲ့ငါရဲ့ရာထူးလဲနွားပါရီကြောင့်ပြုတ်သွားပြီးချန်နာကွေကိုလည်းကဲလို့မရတော့ဘူး။ပါရီကိုတော့ငါဘယ်တော့မှခွင့်မလွတ်ဘူးလို့ကောက်ကျစ်တဲ့မျက်လုံးတွေနဲ့ကျိန်းဝါပါတော့တယ်။ဒါပေမဲ့ပါရီရဲ့အနေရကဒီတင်ပြီးမသွားခဲ့ပါဘူး။နောက်တစ်နေ့မှာပါရီတို့မိသားစုဟာလှေအသစ်နဲ့ပင်လယ်ပြင်ကိုထွက်ဖို့ပြင်ဆင်နေကြပါတယ်။အဲ့ဒီအချိန်မှာပါရီရဲ့အမျိုးတစ်ယောက်ကဒါကငါအထူးပြုလုပ်ထားတဲ့ငါးများဆေးရည်ပဲပင်လယ်ထဲလောင်းထဲလိုက်ရင်ငါးအုပ်ကြီးတွေရောက်လာလိမ့်မယ်ဆိုပြီးဆေးရည်ပလင်းတစ်လုံးကိုလှုပ်ဝက်စွာပေးအပ်ခဲ့ပါတယ်။ပါရီကတော့အဲ့ဒီဆေးရည်ပလင်းကိုတန်တရားမျက်လုံးတွေနဲ့စိုက်ကြည့်နေရင်ဒီဆေးရည်နောက်ွယ်မှာဘလို့လှုပ်ဝက်ချက်တွေရှိနေအောင်မလဲဆိုတာရင်းတဖို့ဖို့နဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဘယ်သူမှမယုံနိုင်စရာပဲဒီလောက်ကြီးတဲ့ကမာကောင်ကြီးတွေကိုတခါမှမမြင်ဘူးကြဘူး။လူတွေအားလုံးကဝိုင်းအောင်ကြည့်နေကြပြီးဈေးနှုန်းကလည်းမိုးပြန်နေတာပေါ့။ဒါပေမဲ့ဒီလိုကြီးမားတဲ့ပင်လယ်စာတွေရဲ့နောက်ွယ်မှာလူမသိတဲ့လှုပ်ဝက်ချက်ကြီးတစ်ခုရှိနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။ဇလန်းအစမှာတော့နွားရှစ်ကပလင်းထဲကရေကိုတောက်လိုက်တာနဲ့သူ့တငယ်ချင်းကလန့်သွားတယ်။ဒါငားများဖို့သုံးတဲ့ရေလေးမင်းဘာလို့တောက်တာလဲလို့မေးတော့သူကအယမ်းမွေးနေလို့တဲ့။တကယ်တော့ဒါကရိုးရိုးရေမဟုတ်ပဲသူ့ရဲ့ထူးဆန်းတဲ့စွမ်းအားတွေပါတဲ့ရေဖြစ်နေတာပါ။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။သူ့မှာလူမသိတဲ့လှုပ်ဝက်နယ်မြေတစ်ခုရှိနေပြီးအဲ့ဒီထဲမှာတေးသေးလေးဖြစ်တဲ့ငါးသားကတ်တွေကိုထည့်ထားလိုက်ရင်ခဏလေးအတွင်းမှာအကောင်ကြီးကြီးတွေဖြစ်သွားတာပါ။ငါးကောင်စားတစ်ကောင်ကနေနှစ်ကောင်စားအဆင့်အထိကြီးသွားပြီလို့သူကကျေနပ်နေတယ်။ဒါတွေမကသေးဘူးဒီနယ်မြေထဲမှာတခြားပင်လယ်စာတွေကိုလည်းအကြီးကြီးဖြစ်အောင်မွေးလို့ရသေးတယ်လေ။နောက်တစ်နေ့မှာတော့သူကဒီအကောင်ကြီးတွေကိုအိုးကြီးနဲ့ချက်နေတာကိုသူ့ချစ်သူစင်စင်ကတွေ့သွားတယ်။ဒါဘဲကရတာလဲမင်းကတော့ဖြုံးတီးနေပြီလို့စူပေမဲ့နွားရှိကတော့ပြုံးပြုံးလေးပဲ။ဒါငါမိမအတွက်ချက်ထားတာမင်းကုံစားလိုက်လို့ပြောပြီးခွန်ကျွေးလိုက်တဲ့အခါစင်စင်တယောက်အရသာရှိလွန်းလို့မျက်လုံးတောင်ပြူးသွားရပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ကမ်းခြေကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့နှစ်ယောက်ကမ်းခြေကိုကမာကောင်သွားတူးကြတဲ့အခါလူတွေကအများကြီးပဲ။ဒါပေမဲ့လူတိုင်းကဘာမှမရလို့စိတ်ပြက်နေကြချိန်မှာနွားရှိကတော့သူ့ရဲ့စွမ်းအားကိုသုံးပြီးကမာကောင်တွေဘယ်မှာရှိလဲဆိုတာရှာလိုက်တယ်။ဒီအောက်မှာရှိတယ်လို့ပြောပြီးတူးလိုက်တဲ့အခါလူတွေအားလုံးမင်းတက်သွားရလောက်အောင်ကြီးမားတဲ့ကမာကောင်ကြီးထွက်လာပါတော့တယ်။ဒါကတကယ်ကိုမဖြစ်နိုင်တဲ့အရာပဲ။ဒါကကံကောင်းတာမဟုတ်ဘူး။ဒါကအရေးချင်းပဲလို့စင်စင်ကဂုံယူစွာနဲ့ပြောလိုက်တယ်။နွားရှိကတော့ကမာကောင်ကြီးတွေကိုတကောင်ပြီးတကောင်ဆက်တိုက်တူးထုတ်နေတာပေါ့။ဘေးကလူတွေကတော့သူဘလို့လှုပ်ရှားတွေ့တာလဲဆိုပြီးမနာလိုဖြစ်နေကြပေမဲ့သူတို့ကတော့ကမာကောင်တွေနဲ့ချင်းတောင်းတောင်မနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူကကမာဘရင်ကြီးကိုရှာတွေ့သွားပြန်တယ်။ဒီတကောင်ကတော့အရင်ကောင်တွေထက်တောင်ပိုကြီးပြီးတပိတ်တာလောက်ရှိနေတာပါ။လူတွေအားလုံးကဝိုင်းအောင်ကြည့်ပြီးနွားရှိကတော့နတ်ဝင်နေပြီလားလို့တောင်ထင်ကုန်ကြတယ်။သူတို့နှစ်ယောက်ကတော့ပျော်ပျော်ကြီးနဲ့ဒီကမာကောင်ကြီးတွေကိုဈေးကိုယူသွားပါတော့တယ်။ဒါဟာသူတို့အတွက်တော့ရွှေတွင်းကြီးပါပဲ။ဈေးရောက်တဲ့အခါမှာတော့တစ်ဈေးလုံးပေါ်လော်ရိုက်ကုန်တာပေါ့။ဒီလောက်ကြီးတဲ့ကမာကောင်ကိုတစ်ချက်ခွဲနဲ့ရောင်းမယ်လို့နွားရှိကပြောလိုက်တဲ့အခါလူတွေကဈေးကြီးလိုက်တာလို့ပြောကြတယ်။ဒါပေမဲ့သူကကမာကောင်ကြီးကိုဖွင့်ပြလိုက်တဲ့အခါအထက်ကအသားတွေကထူလဲပြီးလက်ဆက်နေတာကိုမြင်ပြီးအားလုံးကလူဝဲကြပါတော့တယ်။နောက်ဆုံးမှာတော့နွားရှိရဲ့ဒီထူးဆန်းတဲ့စွမ်းအားကြောင့်သူတို့နှစ်ယောက်ဟာချမ်းသာဖို့လမ်းစာကိုရှာတွေ့သွားပါပြီ။ဒါပေမဲ့ဒီလိုဝက်ချက်ကိုတခြားသူတွေသိသွားရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။သူတို့ရဲ့ဘဝဟာအရင်လိုဘယ်တော့မှပြန်ဖြစ်မှာမဟုတ်တော့ဘူး။ဒီလူငယ်လေးကသူ့မိဘတွေကိုဘာလို့ဒီလိုတူးထောက်ပြီးတောင်းပန်ခိုင်းခဲ့ရတာလဲ။ဒီဇလန်းကပင်လယ်စာဈေးတစ်ခုကနေစခဲ့တာပါ။လူငယ်လေးပိုပိုနဲ့မမြတ်တို့ဟာကမာကြီးတွေရောင်ပြီးပတ်စံတွေအများကြီးရခဲ့ကြတယ်။မမြတ်ကပတ်စံတွေကိုရေတွက်ရင်းသူမအဖေနဲ့အကိုတို့ပင်လယ်ထွက်ပြီးတညတာရှာဖွေခဲ့တာထက်ပိုများတယ်ဆိုပြီးပြောနေခဲ့တယ်။ဘိုဘိုကလည်းနောက်ထပ်ပိုကောင်းတဲ့နေ့ရက်တွေလာဦးမှာပါလို့ပြောပြီးသူတို့နှစ်ယောက်အစားသွားစားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဗိုက်စာနေတဲ့မမြတ်ကအမဲသားခောက်ဆွဲပူပူနွေးနွေးစားကျင်တယ်လို့ပြောတော့ဘိုဘိုကသူမစားကျင်တဲ့လောက်မှပေးမယ်လို့ကတိပေးခဲ့တယ်။မမြတ်ကသူ့ကိုကမာရောင်းလို့ရတဲ့ပတ်စံတွေခွဲပေးဖို့လုပ်ပေမဲ့ဘိုဘိုကဒါတွေကမင်းရှာထားတာမို့မင်းပဲတင်ထားပါလို့ပြောပြီးသူမအိတ်ထဲထည့်ပေးလိုက်တယ်။ဘိုဘိုကသူပတ်စံရှာရင်သူ့မိမအတွက်ပဲလို့ပြောရင်းမမြတ်ကိုအမဲသားခောက်ဆွဲတွေအများကြီးကျွေးခဲ့တယ်။မမြတ်ကလည်းအရင်တုန်းကအမဲသားတပွဲကို၄ယောက်ခွဲစားခဲ့ရတာတွေပြန်ပြောပြရင်သူတို့ရဲ့ဆင်းရဲခဲ့တဲ့အတိတ်ကိုတတိယနေခဲ့တယ်။အဲ့ဒီနောက်မမြတ်ကစပိန်တစည်းလိုချင်တယ်လို့ပြောပေမဲ့စပိန်ကဈေးကြီးလုံးလို့မဝယ်နိုင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့ဘိုဘိုကတော့စပိန်တစည်းဝယ်ပြီးသူမကိုတရွာလုံးပတ်ပြီးလိုက်ပြမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီအချိန်မှာလူတယောက်ကထီပေါက်စင်တွေရောင်းနေတာကိုတွေ့တော့မမြတ်ကစပိန်ပေါက်နိုင်မလားဆိုပြီးထီဝယ်ဖို့အကြံပေးခဲ့တယ်။ဘိုဘိုကလည်းအိမ်မက်မရှိတဲ့လူဟာငါးချောင်းနဲ့ဘာမှမထူးဘူးလို့ပြောပြီးရွက်20တန်ထီ100ရွက်ကိုဝယ်လိုက်တော့တယ်။ထီပေါက်စင်တွေကိုကြည့်ပြီးမမြတ်ကဘာမှမပေါက်ရင်ငိုရတော့မယ်ဆိုပြီးစိတ်ပူနေခဲ့တယ်။အနီးနားကကောင်မလေးတယောက်ကလည်းသူ့အဖေအတွက်စပိန်တစည်းပေါက်ပါစေလို့ဆူတောင်းနေတာကိုသူတို့ကြားလိုက်ရတယ်။ထီပေါက်ချိန်ရောက်တော့လူအုပ်ကြီးကစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေကြပြီးဘိုဘိုရဲ့မျက်လုံးတွေကလည်းထူးဆန်းစွာတောက်ပနေခဲ့တယ်။ထီမဲနိုင်သူက2ရ88နံပါတ်ဟာဆိုင်ကယ်စုအတွက်ဖြစ်ကြောင်းကြေညာလိုက်ချိန်မှာတော့မမြတ်တယောက်အံ့ဩတုန်လှုပ်သွားခဲ့တယ်။မမြတ်ကသူမလက်ထဲကထီပေါက်စင်ကိုကြည့်လိုက်တော့2ရ88နံပါတ်ကိုတွေးလိုက်ရပြီးဝမ်းသာအားရအော်ဟစ်လိုက်တော့တယ်။ဘိုဘိုရဲ့အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပြီလေ။ဒါပေမဲ့မမြတ်ကအနီးနားကကောင်မလေးကိုကြည့်ပြီးစပိန်ကိုသူမကိုပေးလိုက်ချင်တယ်လို့ဘိုဘိုကိုပြောလိုက်တယ်။ကောင်မလေးရဲ့အဖေကဒဏ်ရာရထားပြီးဆင်းရဲတာကြောင့်စပိန်ကသူ့အတွက်အများကြီးအထောက်အကူဖြစ်စေမှာမို့လို့ပြောခဲ့တယ်။ဘိုဘိုကမမြတ်ရဲ့ပါးကိုမြင်သာစွာထိကင်လိုက်ပြီးမင်းရဲ့ဟာကငါဟာကမင်းဟာပဲလို့ပြောလိုက်တယ်။
ပြီးတော့ငါ့ကိုမင်းရဲ့ယောက်ျားအဖြစ်မတတ်မှတ်တော့ဘူးလားလို့မေးလိုက်တော့မမြတ်ကသူ့ကိုပွေ့ဖက်ပြီးမင်းကအကောင်းဆုံးပဲလို့ပြောလိုက်တယ်။မမြတ်ကစပိန်ကိုကောင်မလေးစီတွားပေးလိုက်တော့ကောင်မလေးကဝမ်းသာလွန်းလို့ငိုချလိုက်ပြီးအဖေအလုပ်သွားရတာဝေးတော့မှမဟုတ်တော့ဘူးလို့ပြောလိုက်တယ်။ဘိုးဘိုနဲ့မမြတ်တို့ရဲ့ရက်ရုံမှုကိုတရွာလုံးကချီးကျူးခဲ့ကြတယ်။မမြတ်ကသူတို့ရခဲ့တဲ့စုတွေအားလုံးကိုဆင်းရဲတဲ့သူတွေကိုပေးဖို့ဘိုးဘိုကိုထပ်ပြောခဲ့တယ်။ဘိုးဘိုကလည်းသဘောတူပြီးသူတို့နှစ်ယောက်စုတွေကိုဝေငှပေးနေခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲအဖိုးကြီးနဲ့အဖွားကြီးတို့နှစ်ယောက်ကဘိုးဘိုရှေ့မှာတူးထောက်ပြီးတားလေးရေအဖေတို့စီပြန်လာပါတော့လို့အော်ဟစ်ငိုယူလိုက်ကြတော့တယ်။ဒီမြင်ကွင်းကဘိုးဘိုကိုတုံလှုပ်စေခဲ့ပြီးမမြတ်ကတော့အံ့ဩမင်တက်စွာရက်ကြည့်နေခဲ့တော့တာပါပဲ။တားရင်ကိုအိမ်ပေါ်ကနှင်ချပြီးအခုမှတူးထောက်တောင်းပန်နေတာကတကယ်တော့မေတ္တာတရားကြောင့်မဟုတ်ပါဘူး။လူအုပ်ကြီးရှိမှဘာရီရဲ့အဖေနဲ့မိထွေးကငိုယိုပြီးငါတို့မှားသွားပါတယ်အိမ်ကိုပြန်လာပါတော့လို့ပြောနေပေမဲ့ဒါဟာဇလန်းစင်နေတာဆိုတာဘာရီကကောင်းကောင်းသိနေပါတယ်။သူတို့ကဘာရီကိုအိမ်ပေါ်ကမောင်းထုတ်ခဲ့ရုံနဲ့မကပဲအခုမှဘာကြောင့်ဒီလောက်အထိအောက်ကျနောက်ကျခံပြီးလာတောင်းပန်နေတာလဲဆိုတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။မိထွေးဖြစ်သူကစစ်စစ်ချက်စာရွက်ကြီးကိုမြောက်ပြပြီးမင်းဖေမှာကြောက်ကက်ရောကအသေးတန်ဖြစ်နေပြီးအသက်ရှင်ဖို့ရက်ပိုင်းပဲလိုတော့တာမို့တားရင်ကိုနောက်ဆုံးအနေနဲ့တွေ့ကျင်လို့ပါဆိုပြီးလူအုပ်ကြီးရဲ့တနာမှုကိုရအောင်ယူနေပါတယ်။ဘေးကလူတွေကလည်းဘာရီကိုမင်းဖေကတေခါနီးနေပြီပဲအတိတ်ကကိစ္စတွေကိုခွင့်လွှတ်လိုက်ပါလို့ဝိုင်းပြောနေကြတာပေါ့။ဒါပေမဲ့ဘာရီကတော့သူတို့ရဲ့ပရိယေတွေကိုသိနေတယ်လို့မျိုးတည်ငြိမ်နေသေးပါပဲ။အဖေဖြစ်သူကငါ့ကိုစေကူဖို့ငွေ3000ပေးပါပြီးတော့ချန်နာကွေးကိုလည်းအမှုရုပ်သိမ်းပေးပြီးထောင်ထဲကလွှတ်ပေးလိုက်ပါလို့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကိုထုတ်ပြောလိုက်ပါတယ်။ဒီတော့မှဘာရီကကျွန်တော်ကိုတားအရင်နေနဲ့လိုချင်တာမဟုတ်ပဲပတ်စံနဲ့လူသက်သမားကိုလွှတ်ပေးဖို့အတွက်ပဲလိုချင်တာကိုလို့ခက်အေးပဲပြန်ပြောလိုက်ပါတယ်။ဒီစကားကြောင့်ပတ်ဝန်းကျင်ကလူတွေလည်းအံ့ဩသွားကြပေမဲ့မိဘတွေကတော့ဆက်ပြီးဟန်ဆောင်နေကြတော့မှာပဲ။အခြေအနေတွေတင်းမာနေတော့မှာပဲကလေးမလေးရွံကလူအုပ်ကြားတွေကထွက်လာပြီးဒီလူတွေကလူလိန်တွေပါအကိုကြီးဘာရီနေမကောင်းဖြစ်ပြီးတေးလူမျိုးပါဖြစ်နေတော့ကအိမ်ပေါ်ကနှင်ချခဲ့တာသူတို့ပဲလို့အမှန်တရားကိုအော်ပြောလိုက်ပါတယ်အခုအကိုကြီးမှာပတ်စံရှိလာပြီဆိုတော့မှလာပြီးလိန်ညာနေကြတာလို့ကလေးမလေးကငိုပြီးပြောလိုက်တဲ့အခါမှာတော့တရွာလုံးကလူတွေဟာအဖြစ်မှန်ကိုသိသွားကြပါတော့တယ်အဲ့ဒီအချိန်မှာပဲဆရာဝန်တယောက်ရောက်လာပြီးစစ်စစ်ချက်စာရွက်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါဒါကအတူကြီးပဲယောဂလက္ခဏာတွေကလည်းရှောက်ရေးထားတာတစ်စိတ်တုံးကလည်းလက်နဲ့ဆွဲထားတာပဲလို့အားလုံးရှိမှဖွင့်ချလိုက်ပါတယ်ဒီလိုနဲ့သူတို့ရဲ့လိမ်လည်မှုကြီးကဘူးပေါ်တီးပေါ်ဖြစ်သွားပြီးလူအုပ်ကြီးကလည်းသူတို့ကိုဝိုင်းပြီးကဲရဲရှုတ်ချကြပါတော့တယ်အဆက်ကွဲသွားတဲ့အဖေနဲ့မိထွေးဟာအမလေးငါကောင်းမှုလာပြီးနေမကောင်းတော့ဘူးဆိုပြီးဟန်ဆောင်ကလူအုပ်ထဲကနေကမန်းကတန်းထွက်ပြေးသွားကြပါတယ်သူတို့ရဲ့ရုပ်မာမှုတွေကဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအားလုံးကမြင်တွေ့လိုက်ရတာပေါ့ဘာရီကတော့သူတို့ကိုလိုက်မဖမ်းတော့ပဲဒီအတိုင်းပဲလွတ်ပေးလိုက်ပါတယ်ဘာရီဟာသူ့ဘက်ကနေရက်တီပေးခဲ့တဲ့ရွာသားတွေကိုကျေးဇူးတင်တဲ့အနေနဲ့ကြက်ဥတွေကိုတယောက်9လုံးစီဝေပေးပါတယ်ကျွန်တော်ဘက်ကနေအမှန်တရားအတွက်ကူညီပေးကြလို့ကျေးဇူးတင်ပါတယ်လို့ပြောပြီးစေတနာပြည့်နဲ့ပေးကမ်းနေတာကိုကြည့်ပြီးရွာသားတွေကလည်းဘာရီဟာတကယ်ကိုစိတ်ထားကောင်းတဲ့လူငယ်တယောက်ဆိုတာလက်ခံသွားကြပါတယ်အဲ့ဒီနောက်ဘာရီဟာသူ့ကိုကူညီခဲ့တဲ့အကိုကြီးလူကြီးရဲ့အိမ်ကိုသွားပြီးစပင်းအစ်စ်တစ်စီးနဲ့အသားတွေကိုလက်ဆောင်ပေးလိုက်ပါတယ်အကိုကြီးအကိုခြေထောက်နာနေတာတက်တာအောင်ဒီစပင်းကိုသုံးပါဒါကကျွန်တော်ရဲ့ကျေးဇူးဆက်မှုပါလို့ပြောပြီးရင်းရင်းနှီးနှီးဆက်ဆံလိုက်ပါတယ်လူကြီးကလည်းဘာရီရဲ့စေတနာကိုမြင်ပြီးတကယ်ကိုဝမ်းသာပီတိဖြစ်သွားရပါတယ်နေဝင်ချိန်လှလှပပအောက်မှာဘာရီဟာသူ့ရဲ့ချစ်သူဂျန်ဂျန်ကိုစပိန်ပေါ်တင်ပြီးရွာလန်းလေးအတိုင်းပျော်ပျော်ရွှင်ရွှင်ပြန်လာကြပါတယ်။ရွာသားတွေကလည်းစပိန်အစ်စ်လေးနဲ့နောက်မှာလည်းချစ်သူလေးပါလာတော့တကယ်ကိုကြည်ကောင်းနေတာပဲလို့ဝိုင်းပြီးနောက်ပြောင်နေကြပါတယ်။ဘာရီကတော့ရှေ့ဆက်ပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ကိုတည်ဆောက်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။ဒီအနမ်းကသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပြီးတော့မှာပါ။လူသူမရှိတဲ့ပင်လယ်ပြင်ကြီးတွေကဆက်လေအိုလေးပေါ်မှာချစ်သူနှစ်ဦးရဲ့ကလေးစကားတွေကလိုင်းလုံးတွေထက်တောင်ပိုပြီးပြင်းထန်နေပါတယ်။ဒါပေမဲ့ဒီလိုကြီးနူးစရာအခိုက်အတန့်လေးဖြစ်မလာခင်မှာသူတို့နှစ်ယောက်ဟာကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုအရင်ရင်ဆိုင်ခဲ့ရပါတယ်။အားလုံးရဲ့အားကျမှုကိုခံနေရတဲ့ဘာရီနဲ့ကျန်းကျန်းတို့ဟာဒီနေ့တော့ကံကောင်းခြင်းလက်ဆောင်တွေနဲ့ရွာကိုပြန်ရောက်လာကြပါတယ်။သူတို့ဟာစပိတ်အစ်စ်တစီရခဲ့ရုံတင်မကပဲငွေတွေလည်းအများကြီးရှာနိုင်ခဲ့တာကြောင့်မိသားစုဝင်တွေအားလုံးပျော်ရွှင်နေကြတာပါ။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာဘာရီအတွက်ဖိအားတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကျန်းကျန်းကိုလက်ထပ်ဖို့အတွက်သူကိုယ်တိုင်အိမ်တစ်လုံးဆောက်ပေးရမှာပဲဖြစ်ပါတယ်။မိသားစုထမင်းဝိုင်းမှာလူကြီးတွေကအိမ်ဆောက်ဖို့ကိစ္စကိုစကားဝိုင်းဖွဲ့ဆွေးနွေးကြပါတယ်။အိမ်ဆောက်ဖို့အတွက်မြေနေရာဖို့နဲ့လုပ်ငန်းခွင်စရိတ်တွေအပါအဝင်စုစုပေါင်းငွေ3200လောက်လိုအပ်နေတာပါ။မင်းအိမ်ဆောက်နိုင်ရင်ကျန်းကျန်းကိုငါစီကနေတရားဝင်လက်ထပ်ယူနိုင်ပြီလို့ဘာရီရဲ့ဦးလေးဖြစ်သူကပြောလိုက်တဲ့အခါဘာရီရဲ့မျက်လုံးတွေထဲမှာမျှော်လင့်ချက်တွေတောက်ပလာပါတယ်။ဒါပေမဲ့ဒီလောက်များပြားတဲ့ငွေပမာဏကိုရှာဖို့ဆိုတာပင်လယ်ပြင်ကြီးထဲမှာအသက်နဲ့ရင်းပြီးတိုက်ပွဲဝင်ရတော့မှာပါ။ညတစ်ခေါင်ရဲ့အချိန်မှာဘာရီဟာဘသူ့ကောင်မှအတိမပေးပဲပင်လယ်ထဲကိုတယောက်တည်းထွက်ဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့သူမထင်မှတ်ထားတဲ့သူတယောက်ကဆက်လေပေါ်မှာကြိုတင်ရောက်ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့သူ့ကိုစိတ်မချနိုင်တဲ့ချစ်သူလေးကျန်းကျန်းပါပဲ။ကျန်းကျန်းကမင်းတယောက်တည်းပင်လယ်ထဲမှာငိုင်းမြည်ပြီးပြုတ်ကျသွားရင်ငါကပဲမင်းကိုပြန်ဆယ်ပေးရမှာပေါ့လို့နောက်ပြောင်ရင်ဘာရီအတွက်ထမင်းဘူးလေးတန်းပေးလိုက်ပါတယ်။ထမင်းဘူးထဲမှာတော့မင်းညကပျောက်သွားတဲ့ကြက်ပေါင်ကြီးတစ်ချောင်းပါလာပါတယ်။ကျန်းကျန်းကဘာရီခွန်အားရှိအောင်သူ့အမေစီကနေခိုးယူလာခဲ့တာပါ။ဘာရီကကြက်ပေါင်ကိုမြင်းရီရှက်ရီစားရင်ကျန်းကျန်းရဲ့နှက်ခမ်းလေးကိုဆွဲညစ်ပြီးဒီနှုတ်ခမ်းလေးကကြက်ပေါင်ထက်တောင်ပိုစားကောင်းဦးမယ်ထင်တယ်လို့ပြောလိုက်တဲ့အခါကျန်းကျန်းတယောက်ရှက်သွေးဖြာသွားပါတယ်။ဒါပေမဲ့ပင်လယ်ပြင်ရဲ့စီကံအရမိန်းကလေးတွေဆက်လေပေါ်မတက်ရဘူးဆိုတဲ့အယူဆကြောင့်ဘာရီကကျန်းကျန်းကိုပြန်ဆင်းခိုင်းဖို့ကြိုးစားပါသေးတယ်။ကျန်းကျန်းကတော့လုံးဝအလျှော့မပေးပါဘူး
ငါကဆက်လေလဲမောင်းတက်တယ်မင်းကိုလည်းကူညီပေးနိုင်တယ်လို့ပြောရင်းဘာရီကိုဆွဲဆောင်လိုက်ပါတယ်နောက်ဆုံးမှာတော့ဘာရီလည်းကြမ်းကြမ်းရဲ့ဆွဲကိုမရှင်နိုင်ပဲသူတို့နှစ်ယောက်အတူပင်လယ်ထဲကိုထွက်ခွာဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာလက်မင်းကြီးရဲ့အလင်းရောင်အောက်မှာအချစ်တွေကိုအတီးပြူရင်းပင်လယ်ပြင်ကြီးစီကိုဥတီမောင်းနှင်ခဲ့ကြပါတယ်ပင်လယ်ကြီးရေငါဘာရီပြန်လာပြီးဟေ့လို့ဘာရီကအားရပါရအော်ဟစ်ပြီးသူ့ရဲ့ရီမန်းချက်တွေကိုကြေညာလိုက်ပါတယ်ကြမ်းကြမ်းကဆက်လေကိုကျွမ်းကျင်စွာမောင်းနှင်နေပြီးဘာရီကတော့ရှေ့ကနေလမ်းပြပေးနေပါတယ်သူတို့ဟာအရင်ကခရီးသည်တွေမသွားရတဲ့ကျွန်းအိုကြီးတစ်ခုစီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတာပါအဲ့ဒီကျွန်းမှာတန်မိုးကြီးတဲ့ပင်လယ်စာတွေအများကြီးရှိတယ်ဆိုတာသူတို့သိထားကြပါတယ်ကျွန်းကိုရောက်တဲ့အခါကြမ်းကြမ်းကတန်မိုးကြီးတဲ့ပစုံထုတ်ကြီးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်ဒီတစ်ကောင်ထဲနဲ့တင်ငွေ20-30လောက်ရနိုင်တယ်ဒါပေမဲ့ငါတို့ဒါကိုမရောဘူးအလုပ်ပြီးရင်တင်စားကြမယ်လို့ကြမ်းကြမ်းကပျော်ရွှင်စွာပြောလိုက်ပါတယ်သူတို့နှစ်ယောက်ဟာရေထဲမှာကလေးတွေလိုစော့ကစားရင်းအိမ်မက်တွေကိုအတူတူပုံဖော်နေကြပါတယ်အခုတော့သူတို့အတွက်အိမ်တစ်ကြီးစောက်ဖို့နဲ့ပျော်ရွှင်စရာလက်ထပ်ပွဲလေးကျင်းပဖို့ဆိုတာလက်တကမ်းအလိုကိုရောက်ရှိလို့လာပါပြီပင်လယ်ထဲမှာပျော်ရွှင်နေတဲ့ချစ်သူစုံတွဲလေးရဲ့လှေလေးဟာရုတ်တရက်ပေါ်လာတဲ့ဝက်ဝင်ကြီးတစ်ကောင်ကြောင့်ဘလို့ပျက်စီးသွားခဲ့ရတာလဲပင်လယ်ကမ်းဆက်မှာပစုံဖမ်းနေတဲ့ချစ်သူစုံတွဲလေးဟာပထမတော့ပစုံလေးတွေနည်းနည်းပပပဲရလို့စိတ်ပြက်နေခဲ့ကြတာပါကောင်လေးက10ကီလိုရအောင်ဖမ်းပြမယ်လို့ကြွားလုံးထုတ်လိုက်တော့ကောင်မလေးကလည်းနမ်းမယ်ဆိုတဲ့စူကြီးနဲ့စင်ခေါ်လိုက်ပါတယ်ကောင်လေးပိုက်ပစ်ချလိုက်တာနဲ့ပစုံတွေအများကြီးမိလာပြီးကောင်မလေးလည်းအံ့ဩပျော်ရွှင်သွားပါတယ်ဒါပေမဲ့ကောင်လေးကနမ်းဖို့ပြောတော့အလုပ်ပြီးမှလို့ပြောပြီးခဏဆိုင်ထားလိုက်ပါတယ်နောက်တနေ့မနက်မှာသူတို့ဖမ်းထားတဲ့ပစုံတွေကိုဘဲအုပ်ကြီးတအုပ်ကအကုန်စားပစ်လိုက်လို့ကောင်မလေးဒေါသထွက်နေခဲ့ပါတယ်ကောင်လေးကဒါတွေဟာလေမုန်တိုင်းကြောင့်လွတ်လာတဲ့မွေးမြူရေးပဲတွေဖြစ်ပြီးပြန်ပို့ပေးရင်စူကြီးရမယ်လို့ပြောလိုက်ပါတယ်ပစုံတွေဆုံးရှုံးသွားလို့စိတ်တူနေပေမဲ့ကောင်မလေးလည်းဘဲတွေကိုဖမ်းဖို့သဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ပစုံတွေကိုအစာဖြစ်သုံးပြီးဘဲတွေကိုစတင်ဖမ်းဆီးပါတော့တယ်မကြခင်မှာပဲဘဲအကောင်10ကောင်လောက်ဖမ်းမိသွားပြီးစူကြီးရွမ်100ကျော်ရတော့မယ်ဆိုပြီးပျော်ရွှင်နေကြပါတယ်ကောင်လေးကလည်းပစုံဖမ်းတာရက်ပြီးဘဲတွေပဲဆက်ဖမ်းကြမယ်လို့အကြံပေးလိုက်ပါတယ်နောက်ဆုံးတော့ဘဲအကောင်300-400လောက်ဖမ်းမိခဲ့ပြီးစူကြီးရွမ်3000ကျော်ရတော့မှမို့သူတို့နှစ်ယောက်ပျော်ရွှင်နေကြပါတယ်ကောင်မလေးပိုက်စားတယ်ပြောတော့ကောင်လေးကအစားအသောက်ပြင်ဆင်ပါတော့တယ်လှေပေါ်မှာပစုံကင်စားနေရင်ကောင်လေးကရေထဲကိုခုန်ဆင်းပြီးပိုက်ပြည့်ပစုံကြီးတွေနဲ့ပြန်ပေါ်လာတော့ကောင်မလေးအံ့ဩသွားပါတယ်ဒီနေရာမှာယတနာတွေအများကြီးရှိတယ်ဆိုပြီးသူတို့နှစ်ယောက်အနာဂတ်အတွက်စိတ်ကူးရင်နေကြပါတယ်ညနေဆောင်မှာတော့သူတို့နှစ်ယောက်လေပေါ်မှာပစုံကင်စားပြီးအပန်းဖြေနေကြပါတယ်ကောင်မလေးကကောင်လေးကိုချီကျူးပြီးနမ်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလှေကိုတစ်ခုခုနဲ့တိုက်မိတန်ကြားလိုက်ရပြီးတစ်တုံးပေါ်မှာရေမျောပါလာတဲ့ဝက်ဝင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတော့တယ်ကောင်လေးကဒါဟာကာကွယ်ထားတဲ့ဝက်ဝင်နဲ့ဖြစ်ပြီးဒဏ်ရာရနေတာမို့ကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးကလှေကိုမောင်းပြီးဝက်ဝင်ကိုမပြေးနဲ့မထိခိုက်စေရဘူးကယ်တင်ပေးမယ်လို့အော်ပြောနေပါတယ်ကောင်လေးကလည်းပိုက်နဲ့ဝက်ဝင်ကိုဖမ်းမိလိုက်ပါတယ်ဝက်ဝင်ကြီးကိုလှေပေါ်ဆွဲတင်ဖို့အားထုတ်နေတော့ဝက်ဝင်ကြီးကလှေကိုကုတ်ချစ်ပြီးပျက်စီးအောင်လုပ်ပစ်လိုက်ပါတယ်ကောင်လေးကသူ့လေအစ်စ်ပျက်စီးသွားလို့စိတ်မကောင်းဖြစ်နေပေမဲ့ဝက်ဝင်ကြီးကိုတော့လှေပေါ်ကိုဆွဲတင်နိုင်ခဲ့ပါတယ်ကောင်လေးကဒါကတိုက်ရိုက်တိရစ္ဆာန်သူ့ကိုရင်းနစ်ပြီးတေခွင့်မပေးနိုင်ဘူးကမ်းရောက်တာနဲ့တစ်တော်ဌာနကိုအကြောင်းကြားပြီးလာခေါ်ခိုင်းရမယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့ကယ်ဆယ်ရေးခီးကဘလို့ဆက်ဖြစ်မလဲဆိုတာကိုတော့ပင်လယ်ပြင်ထဲကလှေတစင်းပေါ်မှာလူသားစားဝက်ဝင်ကြီးတစ်ကောင်နဲ့ရင်ဆိုင်နေရတာကိုတင်မြင်ဘူးလားဒါပေမဲ့ဒီဝက်ဝင်ကြီးကထင်တယ်လို့ကြောက်ဖို့မကောင်းပဲလက်အုပ်လေးချီပြီးအစာတောင်းနေတာပါလှေပေါ်ကမိန်းကလေးကသူ့ကိုဘဲတစ်ကောင်လောက်ကျွေးလိုက်ပါလို့ပြောတော့မှအမျိုးသားဖြစ်သူကဘဲတစ်ကောင်ကိုထုတ်ပေးလိုက်ရပါတယ်ဝက်ဝင်ကြီးကဘဲကိုတကိုက်ထဲနဲ့မျိုးချပစ်တာကိုကြည့်ပြီးသူတို့နှစ်ယောက်လုံးအံ့ဩမြင်သက်သွားကြပါတယ်ဝက်ဝင်ကြီးကဘဲကိုအားရပါရစားပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကသူ့ကိုကမ်းခြေတစ်ခုမှာပြန်လွှတ်ပေးခဲ့ပါတယ်အဲ့ဒီမှာဝက်ဝင်ကြီးကသူ့ရဲ့အဖော်နဲ့ပြန်ဆုံသွားတာကိုကြည့်ပြီးသူတို့လည်းစိတ်အေးသွားခဲ့ကြပါတယ်ဝက်ဝင်နှစ်ကောင်ကသူတို့ကိုကျေးဇူးတင်တဲ့အနေနဲ့လက်ပြနှုတ်ဆက်နေတာကတကယ်ကိုထူးဆန်းတဲ့မြင်ကွင်းပါပဲဒါပေမဲ့သူတို့အတွက်တကယ်ပြဿနာကအခုမှစတော့မှာပါသူတို့လေစိတ်ကိုရောက်တဲ့အခါမှာတော့စီးပွားရေးသမားတစ်ယောက်ကမုန်တိုင်းကြောင့်ပျောက်ဆုံးသွားတဲ့ဘဲတွေကိုလိုက်ရှာနေတာနဲ့တိုးပါတယ်အဲ့ဒီလူကဘဲတစ်ကောင်ကို10ရွမ်ပေးမယ်လို့အော်ဟစ်ပြီးကြေညာနေတာပါဒါကိုကြားတဲ့အခါမှာတော့သူတို့မှအကြံတစ်ခုရသွားခဲ့ပါတယ်သူတို့လေပေါ်မှာလည်းမုန်တိုင်းတွေကဆယ်ယူထားတဲ့ဘဲတွေအများကြီးပါလာတာကြောင့်ပါသူတို့ကကျွန်တော်တို့စီမှာခမားရှာနေတဲ့ဘဲတွေရှိတယ်လို့ပြောလိုက်တဲ့အခါမှာတော့လူအုပ်ကြီးကဝိုင်းအောင်လာပါတယ်ဒါပေမဲ့လှေစိတ်ကလူမိုက်တွေကသူတို့ကိုနှောက်ယှက်ဖို့ကြိုးစားကြပါတယ်ဒီမှာပစ္စည်းရောက်လို့မရဘူးထွက်သွားကြလို့တားဆီးပေမဲ့သူတို့ကတော့အရှုံးမပေးခဲ့ပါဘူးအခြေတင်စကားများပြီးတဲ့နောက်မှာတော့သူတို့မှတကယ်ပဲဘဲတွေပါလာတာကိုအားလုံးကသိသွားကြပါတယ်စီးပွားရေးသမားလျောင်ကဘဲတွေကိုမြင်သွားတဲ့အခါမှာတော့ဈေးနှိမ်ဖို့ကြိုးစားပါတယ်သူကတကောင်ကို10ရွမ်ပဲပေးနိုင်မယ်လို့ပြောပြီးလူလဲကြတာပါဒါပေမဲ့ပါနတ်တဲ့မိန်းကလေးကလျောင်ရဲ့အင်ဂျီကျဲသီးတွေလွဲနေတာကိုတတိထားမိပြီးသူအလောတကြီးဖြစ်နေတာကိုသိသွားပါတယ်ရှင်ကျဲသီးတောင်မတက်ထားတယ်ဘာလို့ဒီလောက်လောနေတာလဲလို့သူမကခါနဲ့လိုက်ပါတယ်ဘေးကရွာသားတွေကလည်းစောစောကတော့10ရွမ်ပေးမယ်လို့အော်နေပြီးအခုမှဘာလို့ဈေးလျှော့တာလဲလို့ဝိုင်းပြောကြပါတယ်လျောင်ကတော့အဲ့ဒါကအရင်တုန်းကလေအခုကပစ္စည်းတွေအများကြီးရှိနေပြီပဲလို့ဆင်ခြေပေးပါတယ်ဒါပေမဲ့သူတို့ကတော့10ရွမ်မရရင်မရောင်းဘူးလို့တင်းခံထားပါတယ်လျောင်ဟာလူအုပ်ကြီးရဲ့ဖိအားပေးမှုကိုခံနေရပြီးအကျက်ရိုက်သွားပါတယ်နောက်ဆုံးမှာတော့လျောင်ကအရှုံးပေးပြီးတကောင်ကို12ရွမ်နဲ့ပဲဝယ်လိုက်ရပါတယ်ဘဲအကောင်ကြီး350အတွက်စုစုပေါင်း4200ရွမ်ရရှိသွားတာပါလျောင်ကပတ်စံအိတ်ကြီးကိုထုတ်ပေးလိုက်တဲ့အခါမှာတော့လူတိုင်းရဲ့မျက်လုံးတွေကအယောင်တောက်သွားပါတယ်
အဲ့ဒီခေတ်ကတော့ဒါဟာတကယ့်ကိုမနှဲလာတဲ့ပမာဏကြီးပဲဖြစ်ပါတယ်ဒီပတ်စံတွေကသူတို့ရဲ့အိမ်ဆောက်ဖို့နဲ့မြေယာအတွက်လုံလောက်သွားပါပြီ။ရောင်ကနောက်တစ်ခါဘဲတွေရရင်ငါ့ကိုပဲလာရောက်မှာဈေးမနေပါဘူးလို့တက်တက်ပြောပြီးမဲ့မိန်းကလေးကတော့အိမ်မက်ထဲမှာပဲသွားမျောလင်းလိုက်ရှင်းစီဘယ်တော့မှပြန်မလာဘူးလို့ပြန်ပြောပြီးလှောင်ပြောင်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်ဟာပျော်ရွှင်စွာနဲ့ပဲလှေစိတ်ကနေထွက်ခွာသွားကြပါတော့တယ်။ကိုမိန်းမကိုတွေးထွက်အောင်လုပ်တဲ့လူမိုက်တွေကိုဒီယောက်ျားကပင်လယ်လိုင်းလုံးကြီးတွေနဲ့တေမင်းတမန်လက်စားချေလိုက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူး။တကယ်တော့အစပိုင်းမှာအားလုံးကအေးအေးဆေးဆေးပါပဲ။ဒါပေမဲ့ဒီငါးဖမ်းစိတ်ကမ်းမှာထူးဆန်းတဲ့ငါးအုပ်ကြီးရောက်လာပြီးလူတွေကိုလိုက်တိုက်တဲ့အခါမှာတော့အရာအလုံးကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။ငါးကိုက်ခံရလို့အော်ဟစ်ပြီးကုန်းပေါ်တက်လာတဲ့အမျိုးသားတစ်ယောက်ကြောင့်စိတ်ကမ်းတစ်ခုလုံးပေါ်လောရိုက်သွားခဲ့တယ်။အဲ့ဒီငါးတွေကတာမန်ငါးတွေမဟုတ်ပဲလူကိုပါကိုက်ဖြတ်နိုင်တဲ့ကြမ်းတမ်းတဲ့ဘုံဆန်ငါးတွေဖြစ်နေလို့ဘယ်သူမှရေထဲမစင်းရဲကြဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူငယ်လေးပါရီကတော့ဒီငါးတွေကိုဖမ်းဖို့ဆုံးဖြတ်လိုက်ပြီးဒါဟာသူ့အတွက်ရွှေပုံကြီးဖြစ်လာမယ်ဆိုတာသိနေခဲ့တယ်။သူကစိတ်ကမ်းတာဝန်ခံကိုကျွန်တော်ကိုအကြီးဆုံးပိုက်ကွန်တစ်ခုပဲပေးငါးတွေလည်းကျွန်တော်ယူမယ်အန်ရီလည်းကျွန်တော်ပဲတာဝန်ယူမယ်လို့ရဲရဲဝံ့ဝံ့ပြောလိုက်တယ်။စိတ်ကမ်းကလူတွေကသူ့ကိုလောင်ပြောင်နေကြပေမဲ့ဘာရီကတော့ဂရုမစိုက်ပါဘူး။သူကလှေပေါ်တက်ပြီးထူးဆန်းတဲ့လုပ်ရက်တစ်ခုကိုလှုပ်လိုက်တဲ့အခါမှာတော့အားလုံးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတယ်။သူ့ရဲ့လက်ညှိုးကိုရေထဲနှက်လိုက်တဲ့အခါထူးဆန်းတဲ့အပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးပင်လယ်ထဲကငါးအုပ်ကြီးကိုဆွဲဆောင်တဲ့လူဖြစ်သွားခဲ့တယ်။ဒီအစွမ်းကြောင့်ငါးတွေအားလုံးလှေနားကိုစုပြုံရောက်ရှိလာပြီးဘာရီကပိုက်ကွန်ကိုအားနဲ့ပြစ်ပေါက်ဖမ်းဆီးလိုက်ပါတယ်။သူနဲ့သူ့ရဲ့ချစ်သူဂျင်ဂျင်တို့နှစ်ယောက်သားအားကုန်ယုံပြီးပိုက်ကွန်ကိုဆွဲတင်လိုက်တဲ့အခါမှာတော့မယုံနိုင်စရာရလက်ကြီးထွက်ပေါ်လာခဲ့တယ်။တခါတည်းနဲ့ငါးကောင်ရေရာနဲ့ချီပြီးဖမ်းမိသွားတာကြောင့်စိတ်ကမ်းကလူတွေအားလုံးမျက်လုံးပြူးသွားကြတယ်။သူတို့တသက်မှာဒီလောက်များတဲ့ငါးကိုတစ်ချိန်တည်းနဲ့ဖမ်းမိတာမျိုးတစ်ခါမှမမြင်ဘူးခဲ့ကြဘူး။ဒီလိုနဲ့ဘာရီကငါးပိတ်တာချင်း1000ကျော်ဖမ်းမိသွားပြီးဒါဟာသူ့အတွက်အကြီးအကျယ်ပတ်စံရမယ့်အခွင့်အရေးကြီးဖြစ်လာခဲ့တယ်။စိတ်ကမ်းတာဝန်ခံကသူ့ကိုငွေသား440ပေးလိုက်ပြီးဂျင်ဂျင်ကလည်းဝမ်းသာအားရနဲ့ဒီနေ့ပဲရောင်ရတာက4200အခုငါက440ဆိုတော့9000နီးပါးတောင်ရပြီလို့ပြောလိုက်တယ်။ဒါပေမဲ့သူတို့မသိတာကဒီလောက်အများကြီးရထားတဲ့ပတ်စံတွေကသူတို့စီကိုတေမင်းတမန်အနေနဲ့တွေတဲဆောင်လာတော့မယ်ဆိုတာပါပဲ။အောက်ခြေကလူမိုက်3ယောက်ကသူတို့ရထားတဲ့ပတ်စံတွေကိုချောင်းမြောင်းကြည့်ရှုပြီးဒီကောင်တမနက်ထဲနဲ့တာမန်လူတွေနှစ်နဲ့ချီရှာရမယ့်ပတ်စံမျိုးရသွားတာပဲပင်လယ်ထဲထွက်ရင်နောက်ကလိုက်ပြီးအကြီးစားတပြားတိုက်ကြမယ်လို့ကြံစီကြတော့တယ်။ဘာရီတို့လေပင်လယ်ပြင်ထဲကိုထွက်လာတဲ့အချိန်မှာပဲအဲ့ဒီလူမိုက်တွေကဆက်လေ3စီးနဲ့နောက်ကနေတက်ကြက်မကွာလိုက်ပါလာခဲ့တယ်။လူမိုက်ကောင်းဆောင်က3ခွာလန်ကိုကင်ပြီးလှေရက်လိုက်ဆန်းမရက်ရင်ငါတို့အချမ်းဖက်ရလိမ့်မယ်လို့အော်ဟစ်ပြီးလှန်နဲ့လှေကိုပစ်ပေါက်လိုက်တယ်။ပြီးတော့သူတို့အားလုံးဘာရီတို့လေပေါ်ကိုအတင်းအဓမ္မတက်လာပြီးပတ်စံတွေကိုအကုန်အပ်ဖို့ချိန်ချောက်ကြတော့တယ်။အဲ့ဒီအချိန်မှာပဲရဲရင်နဲ့ဂျင်ဂျင်ကငြိမ်မခံပဲလူမိုက်တယောက်ကိုလက်သီးနဲ့ပြင်းပြင်းထန်ထန်ထိုးချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလောက်ရက်ကလူမိုက်တွေကိုပို့ပြီးဒေါသထွက်သွားစေခဲ့တယ်။အထိုးခံရတဲ့လူမိုက်ကတုံနဲ့ဂျင်ဂျင်ရဲ့ခေါင်းကိုအပြင်းပြင်းနဲ့ရိုက်ချလိုက်တာကြောင့်ဂျင်ဂျင်တယောက်တွေးထွက်တန်ယူဖြစ်ပြီးလှေချမ်းပြင်ပေါ်လဲကျသွားခဲ့ရတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဘာရီရဲ့မျက်လုံးတွေကဒေါသကြောင့်နီမြန်းလာပြီးသူ့ရဲ့တီးခံနိုင်စွမ်းတွေအကုန်လုံးပောက်ကွဲထွက်သွားခဲ့တယ်။ဘာရီကမင်းတို့ပတ်စံလူတာကိုငါခဏတော့တီးခံနိုင်တယ်။ဒါပေမဲ့ဂျင်ဂျင်ကိုထိခိုက်အောင်လုပ်တာကိုတော့ငါလုံးဝတီးမခံနိုင်ဘူးလို့အော်ဟစ်လိုက်ပြီးသူ့ရဲ့ထူးဆန်းတဲ့ရေစွမ်းကိုထုတ်သုံးလိုက်တယ်။လှေပေါ်ကိုအေယာမပင်လယ်လိုင်းလုံးကြီးတွေချက်ချင်းရိုက်ခတ်လာပြီးလူမိုက်တွေအားလုံးလွင့်စင်ကုန်ပါတော့တယ်။ကိုချစ်သူကိုထိရင်တေမင်းထက်ကြောက်စရာကောင်းတဲ့ဘာရီရဲ့တကယ်စွမ်းကိုလူမိုက်တွေနောင်တကြီးစွာနဲ့ခံစားလိုက်ရတဲ့အထိကလဲစားချေလိုက်နိုင်ခဲ့ပါတယ်။ကိုမွေးမိခင်အရင်ခောက်ကိုအေးဆက်လာတဲ့ကိုအမှောင်ထဲမှာဖြစ်ထားပြီးအသေးခံခိုင်းတဲ့တာသမီတွေရှိတယ်ဆိုတာတင်ယုံနိုင်မလား။ဒါပေမဲ့ဒီအဖြစ်ဆိုးရဲ့နောက်ွယ်မှာဘာတွေရှိနေလဲဆိုတာကိုသိရင်တော့တင်လဲဒေါသထွက်မိမှာအသေးချပါပဲ။ဇလန်းအစမှာတော့နွားပါရီလို့ခေါ်တဲ့လူငယ်ဟာသူ့ရဲ့ချစ်သူဂျင်ဂျင်နဲ့အတူငါးဖမ်းလေပေါ်မှာတပြားတိုက်ဖို့ကြိုးစားတဲ့လူမိုက်တစုကိုတယောက်တည်းနဲ့အပြတ်အသတ်နှိမ်နင်းလိုက်ပါတယ်။ငါစီကပတ်စံကိုလည်းလူချင်သေးတယ်ငါမိမကိုလည်းလက်ဖျားနဲ့တောင်တိုးချင်သေးတယ်ဟုတ်လားလို့ပါရီကဒေါသတီးတိုးနဲ့ပြောရင်းလူမိုက်ကောင်းဆောင်ကိုခြေထောက်နဲ့နင်းထားလိုက်တယ်။လူမိုက်တွေလည်းကြောက်လန့်တကြားနဲ့အကိုကြီးအသက်ချမ်းသာပေးပါလို့တောင်းပန်ကြရတော့တာပေါ့။ပါရီကသူတို့စီကရော်ကြီးငွေတွေကိုအကုန်သိမ်းပြီးလှေပေါ်ကနေကန်ချလိုက်ကနောက်တစ်ခါငါမျက်စိရှိထပ်ပေါ်လာရင်တော့ဒီထက်မကဆိုးသွားမယ်လို့သတိပေးလိုက်ပါတယ်။လှေပေါ်မှာနှစ်ယောက်တည်းကြံခဲ့တဲ့အချိန်ဂျင်ဂျင်ကသတိရလာပြီးဓာပြတွေပဲမှလည်းငါသူတို့ကိုတတ်မယ်လို့အော်ဟစ်ကရုန်းကန်ပါတော့တယ်။ပါရီကရေမောပြီးသူတို့ကမင်းကိုဘာမှမလုပ်ပါဘူးမင်းကသာငါ့ကိုတိုက်မိလို့ခေါင်းကွဲမလို့ဖြစ်သွားတာလို့ဆန်းနောက်လိုက်ပါတယ်။ဂျင်ဂျင်ကပါရီမှာထူးခြားတဲ့စွမ်းအားတွေရှိနေတာကိုရိပ်မိပေမဲ့လည်းမင်းမပြောချင်ရင်ငါမမေးတော့ဘူးမင်းငါ့ကိုဘယ်တော့မှဒုက္ခမပေးဘူးဆိုတာငါသိတယ်လို့ပြောပြီးပါရီကိုနှွေးထွေးစွာဖတ်ထားလိုက်ပါတော့တယ်။သူတို့ရွာကိုပြန်ရောက်တဲ့အခါဒီနေ့ငါနဲ့ဘဲတွေရောင်းရတာပတ်စံအများကြီးရခဲ့တဲ့အပြင်မြို့ပေါ်ကစိတ်ကမ်းမှာပါရောင်းချခွင့်ရခဲ့လို့တမိသားစုလုံးပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ထမင်းစားနေလုံးမှာပဲပါရီရဲ့အဖေဖြစ်သူကစိတ်မကောင်းစရာသတင်းတစ်ခုကိုပြောပြလာပါတယ်။ပါရီမင်းဖွားရဲ့အခြေအနေမကောင်းဘူးမင်းဦးလေးနှစ်ယောက်ကအဖွားကိုအလှည့်ကျမကြွေးချင်ကြလို့ဟိုတွန်းဒီတိုးလုံနေကြတယ်အခုဆိုအဖွားဘယ်မှာနေမန်းတောင်မသိရဘူးလို့ပြောလိုက်တာပါဒီစကားကိုကြားချင်းပဲပါရီဟာစိတ်ပူသွားပြီးနောက်တနေ့မနက်မှာပဲချင်းချင်းနဲ့အတူအဖွားရှိရာရှောင်ကျဲရွာကိုစပိန်နဲ့ချက်ချင်းထွက်လာခဲ့ပါတော့တယ်ရွာကိုရောက်ချင်းဦးလေးဖြစ်သူရဲ့အိမ်ကိုသွားမေးပေမဲ့အတော်ဖြစ်သူကရေခွက်နဲ့ပတ်ပြီးမင်းဖွားဒီမှာမရှိဘူးငါတို့အိမ်သားကိုလာမကတ်နဲ့လို့မောင်းထုတ်ပါတယ်ပါရီကလည်းကျွန်တော်အတော်စီလာတာမဟုတ်ဘူးအဖွားဘယ်မှာလဲလို့ဒေါသတကြီးမေးပေမဲ့သူတို့ကလုံးဝမပြောပါဘူး
ဒါကြောင့်ပါရီဟာရွာလူကြီးစီသွားပြီးအကူအညီတောင်းကဦးလေးနှစ်ယောက်စလုံးကိုရွာကော်မတီရုံးရှိကိုအမြန်ဆုံးဆင့်ခေါ်လိုက်ရပါတော့တယ်ရုံးရှိမှာလူတွေစုံသွားတဲ့အခါအတော်ဖြစ်သူကပါရီကိုလက်ညှိုးထိုးပြီးရွာလူကြီးဒီကောင်လိန်နေတာသူပတ်စံပြက်လို့အဖွားစီကလာတောင်းတာအဖွားကိုရှာမတွေ့တော့ငါတို့ကိုလာပြစ်ပုံနေတာလို့လူပုံအလဲမှာဆွဆွဲပါတော့တယ်ဒါကိုပါရီကလှောင်ပြုံးပြုံးပြီးသူ့အိတ်ထဲကငွေထုတ်ကြီးကိုထုတ်ပြလိုက်တာကျွန်တော်စီမှာပတ်စံထောင်ကြီးရှိတယ်အသက်80ကျော်အဖွားအိုစီကပတ်စံလာတောင်းစရာလားတကယ်ရှက်မရှိတဲ့သူကဘယ်သူလဲဆိုတာအားလုံးပဲကြည့်ကြပါလို့ပြန်လဲတုတ်ပြန်လိုက်ပါတယ်ရွာသားတယောက်ကအဖွားအိုကိုတောင်ပေါ်ကဂူဟောင်းဘက်မှာတွေ့ခဲ့တယ်လို့ပြောတာနဲ့ပါရီတို့လည်းအမြန်ဆုံးပြေးသွားကြပါတော့တယ်အမောင်တုဖုံးလန်းနေတဲ့အေးဆက်လာတဲ့ကြောက်ကူထဲမှာအဖွားအိုဟာကောက်ရိုးတွေပေါ်မှာတုံတုံယူနဲ့လဲလျောင်းနေတာကိုသူတို့တွေ့လိုက်ရပါတယ်ပါရီကအပြေးလွှားသွားဖက်ပြီးအဖွားကျွန်တော်ပါရီပါအဖွားစီလာလဲတာလို့ငိုတန်နဲ့ပြောရှာပါတယ်အဖွားအိုကအားမရှိတဲ့မျက်ဝန်းတွေနဲ့မြေးလေးမင်းဘလို့လောက်ရောက်လာတာလဲအဖွားဘာမှမဖြစ်ပါဘူးစိတ်မပူနဲ့နော်လို့ပြောတဲ့အခါချင်းချင်းလည်းမခံစားနိုင်ပဲဒီလောက်အေးတဲ့ကူထဲမှာအဖွားကိုဘလို့စိတ်နဲ့ပစ်ထားရတာလဲလို့အော်ဟစ်ငိုကြွေးပါတော့တယ်အနောက်ကလိုက်လာတဲ့ဦးလေးတွေကတော့သူ့ဘာသာသူတောင်းပေါ်တက်တာဘသူကိုအပြစ်တင်ရမှာလဲလို့စင်ကြေးပေးနေတော့ပါရီကဒေါသအဆုံးစွန်ထွက်သွားပြီးတူရင်းကိုကင်ကကိုမွေးမိခင်အရင်ကိုဒီလိုလောက်ရက်တဲ့မင်းတို့တွေဖွားရှိမှဒူးထောက်တဲ့မထောက်တဲ့ကိုဘာသာကိုပြောစမ်းလို့အော်ဟစ်လိုက်ပါတယ်ဦးလေးကြီးကငါကမင်းရဲ့ဦးလေးကမင်းကငါ့ကိုဆုံးမရအောင်ဘသူလဲလို့ပြောပြီးပါရီကိုတွန်းဖို့စူးစမ်းပေမဲ့ပါရီရဲ့တွန်းထုတ်မှုကြောင့်သူကိုယ်တိုင်ပဲဒူးထောက်လျက်သားလဲကျသွားပါတယ်ဂျင်ဂျင်ကလည်းကို့အမေကိုကူထဲမှာပစ်ထားပြီးတေအောင်တက်ဖို့ကြံစီတာကိုအရှက်မရှိရန်ဖြစ်ချင်သေးတယ်ဟုတ်လားလို့လက်ညှိုးထိုးငောင်ငန်းလိုက်ပြီးရွာသားတွေအားလုံးကလည်းဒူးထောက်ပြီးအဖွားကိုအမြန်တောင်းပန်ကြလို့ဝိုင်းအော်ကြတဲ့အတွက်နောက်ဆုံးမှာတော့အပြစ်ရှိတဲ့သားသမီးတွေဟာအဖွားအိုရဲ့ရှေ့မှာအရှက်တကွဲနဲ့ဒူးထောက်တောင်းပန်ခဲ့ရပါတော့တယ်ကို့အမေရင်ခောက်ခောက်ကိုကူထဲမှာအသေးဆောင်ခိုင်းထားတဲ့သားမိုက်တွေကိုဒီမြေးဖြစ်သူကဒူးထောက်တောင်းပန်ခိုင်းလိုက်ပါပြီအသက်ငင်နေတဲ့အဖွားအိုကငါမြေးလေးဘာရီသူတို့ကိုအခက်မတွေ့ပါစေနဲ့သူတို့ကမင်းဦးလေးတွေပဲလေလို့တုံတုံယူနဲ့တားရှာပါတယ်ဒါပေမဲ့မြေးဖြစ်သူဘာရီကတော့မျက်ရည်တွေဝဲရင်းအဖွားကသူတို့ဘက်ကပြောပေးနေတော့မဲလားသူတို့ကအဖွားကိုဂူထဲမှာအသေးဆောင်ခိုင်းထားခဲ့တာလေလို့နာကျင်စွာပြောလိုက်ပြီးဦးလေးတွေကိုဒူးထောက်တောင်းပန်ခိုင်းပါတော့တယ်အစောပိုင်းကရွာလူကြီးကဒေါသကြီးနဲ့မင်းတို့တွေတော့လောက်ပြီလားအိုမင်းမစွမ်းမိဘကိုပြုစုဖို့ကမင်းတို့ရဲ့တရားဝင်တာဝန်ပဲဒီနေ့တော့အဖြစ်တစ်ခုမရအောင်ပေးရမယ်လို့အော်ဟစ်လိုက်တာကြောင့်ရွာသားတွေအားလုံးဝိုင်းအောင်ကြည့်နေကြပါတယ်ဘာရီကတော့အဖွားကိုအတင်းပစ်ထားတဲ့ဦးလေးတွေကိုဒေါသတကြီးနဲ့ကြည့်နေခဲ့ပါတယ်အဖွားဖြစ်သူကိုဂူထဲကနေကြောပိုးပြီးကဲထုတ်လာခဲ့ပြီးနောက်ရွာလူကြီးကအဖွားအိုကိုဦးလေးကြီးအိမ်မှာထားဖို့နဲ့ဦးလေးလေးကတလကို9ကျပ်ထောက်ပံ့ကြေးပေးဖို့ဆုံးဖြတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကိုဦးလေးတွေကမကြေမနက်နဲ့လက်ခံခဲ့ကြပြီးစိတ်ထဲမှာတော့ကလက်စားချေဖို့တေးထားကြပါတယ်ဆရာဝန်ကအဖွားအိုမှာစိုးရိမ်စရာယောဂမရှိပဲအာဟာရချို့တဲ့နေတာမို့စွပ်ပြုတ်ကောင်းကောင်းတိုက်ကျွေးဖို့မှာကြားလိုက်တဲ့အခါဘာရီတယောက်အဖွားအတွက်အာဟာရဖြစ်စေမဲ့အရာရှာဖို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်သူဟာအဖွားကိုအကောင်းဆုံးပြုစုချင်တာကြောင့်ချက်ချင်းပဲအမဲလိုက်ဖို့ပြင်ဆင်ပါတော့တယ်ဘာရီကရွာသားတယောက်စီကလောက်လေးခွက်ကိုငှားပြီးတစ်ပင်ပေါ်ကဂျိုးငှက်တွေကိုတကောင်မကြမ်းအကုန်ပြစ်ချပြလိုက်တဲ့အခါဘေးကလူတွေအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတော့တယ်လူတွေကဒီကောင်လေးကတော့တကယ်ကိုလက်ဖြောက်တခွန်ဆိုင်ပဲလို့ချီးကျူးကြပြီးဘာရီကတော့ရလာတဲ့ငှက်တွေကိုအဖွားအတွက်စွပ်ပြုတ်ချက်ဖို့ပျော်ပျော်ရွှင်ရွှင်တည်ဆောင်လာခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဘာရီနဲ့သူ့ချစ်သူမလေးတို့ဟာအဖွားအတွက်အားရှိစေမဲ့ဂျိုးငှက်စွပ်ပြုတ်ကိုမိဖို့ကြီးနဲ့တကူးတကချက်ပြုတ်ပေးကြပါတယ်သူတို့နှစ်ယောက်ရဲ့ကျင်နာမှုနဲ့ဂယုဆိုင်မှုတွေကအေးဆက်နေတဲ့အိမ်လေးကိုနှွေးထွေးသွားစေပါတယ်အဖွားကစွပ်ပြုတ်တောက်ရင်အရသာအရန်ရှိတာပဲတောက်လိုက်တာနဲ့အားရှိသွားတယ်လို့ပဲလို့ပြောတဲ့အခါဘာရီကအဖွားနောင်ကြရင်ကျွန်တော်မှစားစရာရှိတဲ့၍အဖွားကိုငှက်မထားဘူးလို့ကတိပေးပြီးသူ့အိတ်ထဲကပတ်စံတရားကိုအတင်းထည့်ပေးလိုက်ပါတယ်အဖွားအိုကတော့မြေးဖြစ်သူရဲ့လိမ္မာတိတက်မှုကိုကြည့်ပြီးမျက်ရည်တွေဝဲနေရှာပါတယ်ဒါကိုတကားကြားကနေချောင်းကြည့်နေတဲ့လောဘကြီးတဲ့ဦးလေးစနီးမောင်နှံကဟဲပတ်စံတရားတောင်ဒီကောင်တော်တော်ချမ်းသာနေတာပဲလို့မျက်လုံးတောက်ပြီးကြံစီဖို့ပြင်ကြပါတယ်သူတို့ဟာအဖွားစီကပတ်စံကိုဘယ်လိုလူရမလဲဆိုတာပဲစဉ်းစားနေကြတာပါဒါပေမဲ့ဘာရီကသူတို့အကြံကိုရိပ်မိပြီးဒီပတ်စံကအဖွားစီကူဖို့နဲ့စားဖို့ပဲတပြားလေးတောင်လာမထိနဲ့ထိရင်တော့ရွာလူကြီးနဲ့တိုင်ပြီးအဆက်ခွဲပြစ်မယ်လို့ပြက်ပြက်သားသားသတိပေးလိုက်ပါတယ်ဦးလေးဖြစ်သူတို့ဇနီးမောင်နှံလည်းဘာရီရဲ့ဒေါသတကြီးသတိပေးမှုကိုကြောက်လန့်ပြီးဘာမှမပြောရတော့ပါဘူးတစ်ဖက်မှာလည်းအဆက်ရသွားတဲ့ဦးလေးဖြစ်သူရဲ့သားလူမိုက်ဆောက်ယုံကငါမိဘတွေကိုဒီလောက်ရှက်ခွဲရတဲ့ပေါ့နောက်တစ်ခါရွာကိုလာရင်တော့ငါခြေထောက်အောက်မှာဒူးထောက်ပြီးပြန်သွားစေရမယ်လို့ကလဲစားချေဖို့ကြံစီနေပါတယ်သူဟာဘာရီကိုဒုက္ခပေးဖို့လူမိုက်တွေနဲ့ပူးပေါင်းပြီးစောင့်ဆိုင်နေပါတယ်နောက်တနေ့မနက်မှာတော့ဘာရီနဲ့သူ့ချစ်သူမလေးတို့ဟာပင်လယ်ထဲကိုငါးဖမ်းထွက်ဖို့ပြင်ဆင်ကြပြီးလှေပေါ်မှာချစ်ကြည်နူးစရာဆက်နောက်နေကြပါတယ်ကောင်မလေးကမင်းဟောက်တာမိုးချင်းတန်ကြနေတာပဲလို့စနောက်တဲ့အခါဘာရီကမင်းငါ့ကိုယူလိုက်ရင်နေတိုင်းနားထောင်ရမှာလို့ပြန်လဲစနောက်ရင်းရေမောနေကြပါတယ်လှေစိတ်ကရွာသားတွေကဘာရီမင်းကတကယ်ပဲမိမတယောက်ကိုပင်လယ်ထဲခေါ်သွားတာလားမိမတွေလှေပေါ်ပါရင်ကန်ဆိုးတက်တယ်ကွာလို့လောင်ပြောင်ကြပါတယ်ဒါပေမဲ့ဘာရီကတော့သူတို့စကားကိုဂယုမစိုက်ပဲပြုံးနေခဲ့ပါတယ်ဒါကိုဘာရီကလှေဦးမှာမတက်ရက်ပြီးတခြားမိမတွေကန်ဆိုးမဆိုးတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်မိမကတော့ကျွန်တော်အတွက်ကံကောင်းခြင်းတွေယူဆောင်ပေးမဲ့နှက်သက်ကြွေလေးပဲသူမကြောင့်ကျွန်တော်လေပေါ်မှာငားတွေအပြည့်နဲ့ရွှေတောင်ဝေတောင်တွေတဲလာနိုင်မှာပြလို့ဂုံယူဝင်းကြွားစွာအော်ဟစ်ပြီးပင်လယ်ပြင်စီကိုရဲရဲဝံ့ဝံ့ထွက်ခွာသွားပါတော့တယ်ဒီအရာမှပင်လယ်လိပ်ကြီးကသူတို့ကိုကယ်တင်ရှင်လို့ထင်ပြီးလာရှာခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကိုလူသူမရှိတဲ့ကျွန်းပြက်ကြီးပေါ်မှာပစ်ထားခဲ့လိမ့်မယ်လို့ဘသူကထင်ထားမှာလဲ
အစကတော့ပါရီနဲ့ကြံကြံတို့ဇနီးမောင်နှံဟာပင်လယ်ထဲမှာငါးဖမ်းပြီးပတ်စံအမြန်ရဖို့ပဲစိတ်အားထက်သန်နေခဲ့ကြတာပါဒါပေမဲ့သူတို့ထောင်ထားတဲ့ပိုက်ကွန်ကိုဆွဲတင်လိုက်တဲ့အခါမှာတော့မျောလင့်ထားတဲ့ကြောက်ပူစုံတွေအစားပစုံတွေကိုစားတော့ဖျက်ဆီးပစ်တဲ့ငါးဆိုးကြီးတွေကိုပဲမိလာခဲ့ပါတယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာပဲကြံကြံကရေအောက်ထဲမှာတောက်ပနေတဲ့ကြောက်ပူစုံကြီးတွေကိုလှမ်းမြင်လိုက်ပြီးပါရီကလည်းချက်ချင်းပဲရေထဲငုပ်ဆင်းပြီးငါးပိတာလောက်ရှိတဲ့အေယာမကြောက်ပူစုံကြီးနှစ်ကောင်ကိုဖမ်းပြလိုက်နိုင်ပါတယ်ဒါပေမဲ့သူတို့ပြောလို့မဆုံးခင်မှာပဲရေထဲကနေထူးဆန်းတဲ့တရဝါကြီးတစ်ကောင်ရုတ်တရက်ပေါ်ထွက်လာပါတော့တယ်အဲ့ဒါကတော့သူတို့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့အေယာမပင်လယ်လိပ်ကြီးဖြစ်ပြီးပါရီကိုနှုတ်ဆက်တဲ့အနေနဲ့ခြေထောက်ကိုလာပို့တက်နေခဲ့တာပါဒီလိပ်ကြီးဟာသူတို့ကိုတနေရာကိုလိုက်ခဲ့ဖို့အတင်းချက်ပြနေတာကြောင့်သူတို့လည်းလေကိုလော်ပြီးလိပ်ကြီးနောက်ကိုစိတ်ဝင်စားလိုက်သွားခဲ့ကြပါတယ်လိပ်ကြီးလမ်းပြတဲ့ကမ်းခြေကိုရောက်သွားတဲ့အခါမှာတော့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ရပါတယ်ကမ်းခြေတစ်ခုလုံးမှာပက်လက်လန်ပြီးတေးအံမှုမှုဖြစ်နေတဲ့လိပ်အုပ်ကြီးကိုတွေးလိုက်ရလို့ကြံကြံလဲစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေတောင်ကျလာခဲ့ရပါတယ်ပါရီနဲ့ကြံကြံတို့ဟာလိပ်တွေကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပြီးတကောင်ပြီးတကောင်ပက်လက်လန်ရာကနေမှောက်ပေးကပင်လယ်ထဲကိုပြန်လှုပ်ပေးခဲ့ကြပါတယ်လိပ်တွေကအရန်လေးလွန်းတာကြောင့်သူတို့ရဲ့လက်မောင်းတွေမှာတွေးထွက်တန်ယူဒဏ်ရာတွေရတဲ့အထိပင်ပန်းဆင်းရဲစွာကယ်တင်ခဲ့ကြရတာပါလိပ်အားလုံးကိုကယ်တင်ပြီးသွားတဲ့အချိန်မှာတော့သူတို့ခေါ်လာတဲ့လိပ်ကြီးဟာသူတို့ကိုကမ်းခြေမှာပစ်ထားခဲ့ပြီးပင်လယ်ထဲကိုပြန်ငုပ်ရှိုးသွားပါတော့တယ်သူတို့ရဲ့လေကြီးကလည်းဝေးလံတဲ့ကျွန်းတစ်ကျွန်းမှာကြံခဲ့တာကြောင့်အခုတော့သူတို့နှစ်ယောက်ဟာဒီတောရိုင်းကျွန်းပေါ်မှာလုံးဝပိတ်မိသွားခဲ့ပါပြီဒါပေမဲ့ပါရီကကြံကြံကိုဖတ်ထားပြီးအားပေးခဲ့လို့သူတို့နှစ်ယောက်ဟာဒီကျွန်းပေါ်မှာပဲတော်လိုက်မှုစိုးစနီးမောင်နှံအဖြစ်နေထိုင်ဖို့ရေမောပြီးဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီလိုရိုမန်တဆန်ဆန်ဖတ်ထားရင်းနဲ့မှကြံကြံကပင်လယ်ပြင်ဘက်ကိုလှမ်းကြည့်လိုက်ရကနေထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပြီးပါရီကိုအော်ပြောလိုက်တဲ့အခါမှာတော့